အားလုံးပဲမင်္ဂလာပါရှင်။ဒရီဆန်အော်ရီဘိုစတိုရီကနေအားလုံးပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရရှင်။ဒီစနယ်လေးကနေအဆက်စလန်ကောင်းများချက်ကိုဖတ်ပြပြသားမှာပဲဖြစ်ပါတယ်။ဒီကနေ့မှာဖတ်ပြပြီးတော့အလျက်ကျလာတဲ့ဇလန်လေးကတော့စာရေးသူနှင်းလက်ဝေရေးသားထားတဲ့အခြေရအမိန်တော်အတိုင်းဆိုတဲ့ဇလန်လေးရဲ့အစာဆုံးပဲဖြစ်ပါရဲ့ရှင်။အရင်ဦးဆုံးဒီဇလန်လေးကိုဖတ်ပြခွင့်ပေးခဲ့တဲ့စာရေးသူကိုလည်းဒီနေရာကနေကျေးဇူးအထူးပဲတင်ရှိပါရဲ့ရှင်။ဇလန်လေးကိုမစတင်ခင်မှာလည်းဒီ channel လေးကို like and subscribe လုပ်ထားပြီးတော့ဗီဒီယိုအသစ်တွေတိုင်းမှာသိရှိနိုင်စေဖို့အတွက်ဘေးနား notification လောင်းလေးကိုလည်းနှိပ်သွားကြဖို့မမေ့ကြပါနဲ့လို့ရှင်ကျေးဇူးတင်ပါတယ်။ဒါဆိုရင်တော့ဇလန်ကောင်းလေးကိုအခုပဲဖတ်ပြပေးရှင်ပါတယ်။လိုက်ပါပြီးတော့နားဆင်အားပေးကြပါအောင်ရှင်။ယော့နေစာစီခွာပေးဆိုရင်အမေစကားတန်ကြနေကြီးတရားအတန်ကြားရဘက်ကိုလှည့်ကြည့်လိုက်ပါတယ်။အဲ့ဒီတော့တစားသူမဟုတ်ဘူး။နေကြီးကိုအမြင်နဲ့အနာကျလုံးနေသူရေဝနာထွန်းမှာနေကြီးကလည်းသူ့ပေးတဲ့နေစားသေးတို့ကိုလည်းမယူပဲသူ့ဥပိ္ပခါပြုတ်ပြီးတော့တီဗီမှာလာနေတဲ့ကိုရီးယားဇလန်တွေကိုပြန်ပြီးတော့ကြည့်နေလိုက်ပါတယ်ခဏကြာတော့ဖျက်ခနဲ့တီဗီကပိတ်သွားတယ်နေကြီးအထင်ဟာမီးပြတ်သွားရဲ့ပေါ့ဘယ်ဟုတ်မလဲနေကြီးနေစားသေးမခွာပေးအောင်စိတ်ဆိုးသွားရဲ့ဂျိုးဆိုးကောင်မှာမင်းကိုချလိုက်တယ်လေအဲ့တော့နေကြီးကသူ့ကိုဂျိုးကြီးကြည့်နေတော့သူကကီမဆိုင်တဲ့ဟန်ပန်နဲ့နေကြီးနောက်ရောက်လာပြီးတော့နေစားစေးတော့ကိုနေစီစပွဲအရှိဘွားကိုလှမ်းပစ်က9မိနစ်အတွင်းအကုန်ခွာထားကိုလိုချင်တယ်လို့ပြောပြီးတော့အိမ်မော်ပြန်တက်သွားတယ်။နေကြီးကတော့နေစီကြိုက်တဲ့ဇလန်တဲကိုမကြည့်ရတာကြောင့်သူ့ကိုဒေါသကြီးဖြစ်မျက်ရည်တွေဝဲပြီးတော့နေစားစေးခွာနေရတာပါ။မခွာပြင်းလဲနေကြီးဒီနေ့ကောင်းနေရမှာမဟုတ်ဘူး။သူကအသေးအပွဲကိုပုံချင်းချဲ့ပြီးပြဿနာရှာတတ်တဲ့လူစားမျိုးပါ။ခွာပြီးသားနေစားစေးတွေကိုပကံများအသေးတစ်ခုတွေမှာထည့်ပြီးသူအခန်းရှိရာကိုသွားပေးခဲ့ပါတယ်။လေကားထိပ်မှာသူအခန်းရှိရာကိုအသွားတကားရှိမှလက်ပတ်ပြီးနေကြီးလာနေအောင်ကြည့်နေအောင်မြင်လိုက်ရတယ်။သူအနာရောက်တော့သူ့ရဲ့လက်မှာဝေးထားရင်နိုင်ကိုတစ်ဆက်မြောက်ကြည့်ပြီးတော့2မိနစ်နောက်ကျရင်နော်ငါပေးထားရဲ့အချိန်က9မိနစ်အခုမီးရောက်လာတာက9မိနစ်အဲ့ဒီတော့သူရဲ့စကားမစောခင်မှာအဲ့ဒီတော့ဘာဖြစ်လဲ2မိနစ်လေးနောက်ကျတာ။နေဘာလို့အဲ့လိုပုံချင်းချက်နေရလဲ။နောက်ပြီးတော့မှတ်ထားဖို့ကငါနီးရဲ့ကြုံမဟုတ်ဘူး။နေကြီးဟာဒေါသတစီသူ့ကိုအော်ပြောလိုက်ပါတယ်။နေကြီးအဲ့ဒီလိုပြောလိုက်တော့သူကနေကြီးအနာကိုတိုးလာပြီးတောင်ပြောင်သလိုတစ်ဆက်ကြည့်ကမင်းလည်းတိတာပေါ့။ငါကဒီအိမ်ကြီးရဲ့အရှိတကယ်အဲ့တော့မင်းကငါပိုင်နဲ့အယုတ်ပဲ။ဒီတော့ငါရဲ့အမေကိုနားထောင်နေပြောငါခိုင်းတာလို့ကြလား။နေကြီးရဲ့အရှိမှထွက်သွားပါတယ်။နေကြီးကတော့ရက်နေရဲ့နေရာမှာတင်သူပြောတဲ့စကားတွေကြောင့်လက်တီကိုကြည်ကြည်ပအောင်ဆုပ်ဝမ်းနေဒေါသဖြင့်မြည်ရည်ကြောက်ရုံမှအပါတခြားမတက်နိုင်ခဲ့ပါဘူး။နောက်ပြီးတော့နေစီသိချင်းရတဲ့ဖေဖေနဲ့မမေကိုတန်တာမြင်ရောက်၏အတိမ်မာဖြစ်ရဲ့မြနေစီရဲ့အာယုံမှာလေပြင်းနဲ့အတူတိုးဝေးလာပါတယ်။ဖေဖေရဲ့မေရဲ့နေစီကောင်းဘွားကဆက်ဆက်ချင်းဖေဖေနဲ့မမေကိုဝမ်းသာအားရလန်းခေါ်မိတယ်။အဲဒီနောက်နေစီအတန်အောင်ကြတော့မမေကအနားကိုရောက်ပြီးအမလီသမီးလေးတော့ပြန်လာပြီဒီအမီယာငါသမီးကိုလမ်းပြီးတော့မျှော်နေတာသမီးကလည်းဖေဖေနဲ့မမေကိုလမ်းနေတာဒါနဲ့ဖေဖေရောမမေရှိပါတော့သမီးလေးပြန်လာရင်စားရအောင်သမီးကြိုက်တဲ့ငသလားပေါင်းလေးလုံနေပါတယ်လာလာအိမ်ထဲကိုသွားကြမယ်ဟုတ်ကဲ့မမေနေစီတရားမမေလက်ကိုပြောရှင်းစွာခွေတွဲပြီးတော့သားမီးနီးအောင်ပျော်ပျော်ပါပါဖေဖေရှိရာမိဖို့ခေါင်းသွားလိုက်ပါတယ်ဖေဖေတရားနေစီစာပွက်အတွေ့ချွေးတလုံးလုံးနဲ့ဆက်ပြုတ်နေတယ်ခါတိုင်းဆိုမမေဆက်ပြုတ်ကျွေးရပဲနေကြီးတို့စားခဲ့ရပြီအခုတော့တကားမှမဆက်တဲ့ဖေဖေကလက်တော့ကိုဆွဲမှတိမိပြိုကျူးမှာချက်ပြုံးနှီးမြောက်ကြည့်ပြီးတော့ဆက်နေပါတယ်နေစီတယောက်တယောက်တည်းအလုံးရှုပ်နေပြီနေစီပြန်လာတာကိုမသိတည်းဖေဖေကိုနောက်ကနေခါကိုဖက်ပြီးတော့ချစ်ဖေဖေရေသမီးပြန်လာပြီနော်နေကြီးကပြောလိုက်တော့ဖေဖေကငါ့ကိုရေးစေးနေရမှာငါးညီရည်တွေနေကြီးစီရောက်မှာဆိုပါနဲ့လက်ကိုအထက်မြောက်ကနေကြီးဘက်ကိုလှည့်ပြီးတော့ငါသမီးလေးကတော့ငါးညီတွေစင်ကုန်တော့မှာပဲငါ့ကိုစုံနေဖေဖေလက်စေးလာအောင်မယ်ခုံမော်သွားထိုင်ဖေဖေကခယူးနာတန်းနဲ့ပြောတော့နေစီခုံပေါ်မှာထိုင်မယ်ဖေဖေရဲ့ချိုက်ပုတ်သက်များထားကြည့်နေပါတယ်နောက်တော့ဖေဖေချက်ပြီးရဲ့ငသလောက်ဟင်းနဲ့နေရှိတို့သားပါ3ယောက်ပျော်ရွှင်စွာထမင်းစားကြပါတယ်ထမင်းစားပြီးတော့မိသားစုရဲ့ရုပ်ရှင်ကြည့်ရင်နေစီဆက်တဲ့ဆောင်ဝေးပဲအောင်မြင်တဲ့ထိမ်မှန်နဲ့ဝေးဆောင်တငယ်ချင်းများနဲ့တွားတဲ့ခရီးအကြောင်းတွေကိုဖေ
ဖေဖေနဲ့မမေကိုပြောပြနေပါတယ်။နေကြီးကမိသားစုမှာတူတေတော်သမီးပါ။နေကြီးဖေဖေက Lucky 7ဆိုတဲ့ကားကုမ္ပဏီရဲ့ CEO ပါ။နေကြီးမမေကတော့ဖေဖေရှာပေးတဲ့စီးစက်ဥစ္စာတွေကိုတပြားတစ်ချက်မှအလင်းလေးမရှိအောင်ထိန်းသိမ်းပေးပြီးမိသားစုအပေါ်အရန်နှွေးထွေးတဲ့အိမ်ရှိမကောင်တစ်ယောက်ပါ။နေကြီးအတွက်တော့ဖေဖေနဲ့မမေကတိတ်ကိုနှွေးထွေးတဲ့စစ်စင်းမြဲတာတွေပေးဆန်းတဲ့ဆွဲအားရှိကြီးတွေပါ။ဖေဖေနဲ့မမေကနေရှိကိုသိချက်တာအေယူလဲဆိုင်တယ်။ဒေဝူတေတော်သမီးဆိုတာထက်သူတို့သမီးမလို့အမြန်ပို့စစ်တယ်။သူတို့တွေဘလောက်အလုံးရှုပ်ပါစေနေရှိတော့ပြစ်မထားပဲခေယူဆိုင်တယ်။ဒါမဲ့ကနေရကြီးကတိတ်ကိုရက်ဆက်လုံးနေ။ရန်ပီယာမဲရွှေတယောက်ရဲ့သားမင်္ဂလာဆောင်။ဖေဖေရဲ့မမေရဲ့နေစီရဲ့မိသားစုဆောင်ရအောင်ပျော်ရွှင်စွာသွားရင်လမ်းမှာမမျော်လင့်မဲ့ကားတစ်စီးနဲ့ဝင်တိုင်းရမှာဖေဖေနဲ့မမေကဆုံးမသွားခဲ့ရပြီ။နေကြီးကတော့မမေရဲ့ခန္ဓာကိုယ်အုံမိုးကကာကွယ်ပေးမှုနဲ့အတူအသက်ရှင်ခဲ့ရပါတယ်။နေကြီးရဲ့မိဘတွေဆုံးသွားတော့ဖေဖေရဲ့ကုမ္ပဏီကလည်းအခြေအနေတွေမငြိမ်မသက်ဖြစ်လာပြီးတော့နောက်ဆုံးပြုတ်ကွဲခဲ့ရပါတယ်။နောက်ပြီးကုမ္ပဏီရဲ့ကျွေးတွေအတွက်နေကြီးတို့မိသားစုပိုင်တဲ့အိမ်နဲ့စီးစဲဥစ္စာတွေကိုထူခွဲရောင်းချလိုက်ရပါတယ်။အတိတ်ကိစ္စတွေမှာနေကြီးကမိသားစုဝင်အဖြစ်နာမည်ထိုးပေးရုံပါပဲ။ဒီလိုနေကြီးခိုးကိုရမယ့်နေချိန်မှာအစိုးရကအကားလို့ဆိုရမလား။ဖေဖေရဲ့မိတ်ဆွေဖြစ်တဲ့အဖိုးထူကနေကြီးကိုသူရုံမွေးစားမိအဖြစ်အဖိုးရဲ့အယုံခေါ်လာပြီးတက္ကသိုလ်ထားပေးခဲ့တယ်။အဖိုးထူကနေကြီးကိုမြေအရင်တရားလိုဆက်ဆက်ပြီးတော့ချစ်ပြီးတယ်။နေကြီးကလည်းအဖိုးတုံးကိုကိုရဲ့အဖိုးရင်တရားလုံးပြုစုပေးပါတယ်။ဒါမဲ့အဖိုးတုံးမှာဝနာထိုးဆိုတဲ့မြေအရင်တရားရှိတယ်။ဝနာထူရဲ့မိဘတွေကလည်းသူငငယ်လေးကလေးကကာမတော်တဆမှုနဲ့ဆုံးမသွားခဲ့တယ်။အဲတော့သူနဲ့နေကြီးကအပြည့်တူတွေပါ။ဒါပေမဲ့လည်းတယောက်နဲ့တယောက်တွေ့ရင်အမြဲအကြောင်းနဲ့ကြွလို့ပဲ။သူကတော့အမြဲအကြောင်းလုံးပို့ကြပြီးနေကြီးအပေါ်အနာယူတယ်။နေကြီးတို့ကမတည့်ပါဘူးဆိုမှစီဝါရဲ့တက္ကသိုလ်မှာမေဂျာလေးတူတူပဲ။တော်သေးလို့ဒါကိုသူနဲ့တူတူမသွားရတာ။သူနဲ့တာတူသွားရရင်နေကြီးအပြစ်ကမတွေ့ရဲစရာပဲ။တော်ပြီမိနေကြီးရှင်းတဲ့အတွေးကိုရပ်ပြီးတော့အရှိမဆောက်နေရဦးကောင်းရဲ့ကားပေါ်တက်လိုက်တော့နေကြီးကကိုတတိပေးကကြောက်သွားဖို့ကားပေါ်တက်လိုက်တယ်။အိနာကားရဲ့အရှိခံကိုလှမ်းအကြည့်အရှိမန်နေရနေနေကြီးကိုခနဲ့တက်တက်ပြိုးမရောကြည့်နေတဲ့ဦးကောင်းရဲ့ပြီးနားမှာထိုင်နေတဲ့သူ့ကိုတွေ့လိုက်ရတယ်။အဲတော့နေကြီးကလက်မရောအော်မိလိုက်တယ်။အမလေးလမ်းလိုက်တာနေကြီးရင်ဘက်ကိုဖိပြီးပြောလိုက်တယ်။အဲတော့သူကရိုးရမပြတ်ငါမျက်နှာကအဲ့လောက်ကြောက်စရာကောင်းနေရလား။မဟုတ်ခေါ်လွန်လို့လှန့်သွားတာ။သူကနေကြီးဘက်ကိုလှည့်ပြီးတော့ပြီးတော့နေကြီးကလည်းမချိုမချေမျက်နှာနဲ့ပထမတစ်ခုတော့ဖြစ်နိုင်ပါတယ်။ဒုတိယတစ်ခုတော့ဝေးသည်။ဆန်းဆော့စွာလေးပြန်ပြောလိုက်ပါတယ်။အဲတော့သူကကားအရှိခံမှာကားနောက်ကနေကြီးရဲ့ခုံမီကိုရွှေ့ပြောင်းထိုင်ပြီးတော့နေကြီးမျက်နှာကိုသူမျက်နှာနဲ့လက်တလုံးကြားအကွာဝါလောက်ထိနေပြာမှာဆွဲလှည့်ပြီးတော့ဘယ်လိုလဲမင်းပို့ပြီးတော့လှန့်သွားပြီ။ငါရဲ့ချောင်းမမှုကအနီးကပ်မိရတော့ခနဲ့တဲတဲ့အပြုံးနဲ့ဆိုးလာတယ်။နေကြီးကတော့ရုတ်တရက်ဖြစ်တဲ့အဖြစ်ပြက်မြောက်တောင်းအံ့နဲ့ကြည့်နေပြီးတော့သတိပြောင်မင်းလာတော့မှမေးပြားကိုင်ထားတဲ့သူ့ပြလက်ကိုပုတ်ထုတ်ကမျက်နှာအရှိကိုပြန်လှည့်ပြီးသူ့ကိုပြန်ပြောချင်နေတဲ့စိတ်တို့ကိုလည်းတတိကပ်ပြီးတော့ချုပ်ထင်းလိုက်ပါတယ်။ဗိုက်ထဲလို့လည်းမရဘူးလေ။သူ့ကိုတခုကိုနေကြီးဘက်ကပြန်မျောကြည့်ပါလား။သူ့ရဲ့ပုံစည်းချက်အနာကျင်းမှုနဲ့တို့နေကြီးကြောင်းရမှာမဟုတ်တော့ဘူး။အရှိမနေကြီးတို့ရပြည့်နေရကိုစိတ်ရှိရှိနဲ့ထိုင်ဆောင်ပေးနေတဲ့ဦးကောင်းလည်းအားနာတယ်။တောင်ရောက်တော့မှပဲနေကြီးပေါ်ပါလန်းဆက်ခဲ့ရပြီးတော့တငယ်ချင်းများစောင့်နေတဲ့ဘယ်ကော်ဖီဆိုတဲ့ကတ်တေးဆောင်သွားခဲ့ပါတယ်။ကေတာနဲ့မမိုးကနေကြီးလာတော်မြင်တော့သူတို့ထိုင်းနေတဲ့စပွဲဝိုင်းကလက်ခါထောက်ပြတယ်။နေကြီးတို့နာရောက်တော့သူတို့ကနေကြီးရဲ့နောက်ကျလိုက်တာဟုတ်ပါရဲ့ဒီမှာငါတို့ကနေအတွက်ဒီဆိုင်ရဲ့အတူကြဆိုင်ဟင်းကောင်ကြိုးမပေးထားတာအခုတော့အေးကုန်ပြီ။သူတို့နှစ်ယောက်ကပြောတော့ sorry ပါကားထွက်ခဏထိုးဆက်တိုင်းရပြည့်နေရလို့လေနေကြီးကအာနာစွာပြောလိုက်တော့သူတို့နှစ်ယောက်ကထိုးဆက်တိုင်းနေကြီးဘက်ကနာပြီဒီတစ်ခါလဲနေအလျှော်ပေးခဲ့ရတယ်မဟုတ်လားနေကြီးနေပဲအတိုင်းတာတွေတီးခံနေမှာနေရအဖိုးနဲ့တန်လိုက်ပါလားအေးဟဲ့ငါသာဆိုအဲ့ဒီကောင်ငါတို့ဆေးပြစ်မှာလက်ဟတ်ချေရနေနဲ့အာမလို့အာမရဝင်ပြောတယ်နေကြီးကတော့သူတို့နှစ်ယောက်နေကြီးအတွက်တွေးပေးပြီးနေကြီးဘက်ကရက်တီပြီးတော့ပြောနေတာလေးတွေကိုခါလိုက်လို့စစ်စပွဲပြုံးပြီးတော့ကြည့်နေမိတယ်။နောက်ပြီးတော့ဒီလိုတငယ်ချင်းကောင်းတွေကိုပါဆိုင်ရလို့နေကြီးကန်ကောင်းတယ်လို့တွေးပြီးတော့ပျော်ရွှင်မိပါတယ်။နေကြီးတို့ကျောင်းကဒီစင်မာရောက်တိုင်းအကစားပွဲတော်ကို
စီကားကကျင်းမကြတယ်ဒီနေ့လည်းခါတိုင်းလိုမေဂျာလိုင်းဘောလုံးပြောင်းမယ်ဘောလီဘောဘတ်စကတ်ဘောအစားရှိတဲ့ပြင်ရှေ့များရရတယ်နေစီကတော့အားကစားကိုစိတ်ပါဝင်စားမှုနေတာမို့အပေးတော်ဖွဲ့ရပါဒီနေ့နေစီတို့တင်ငယ်ချင်း3ယောက်မေဂျာကိုစားပြိုတူညီဝစ်စုံမြောင်ဝစ်စစ်ပြီးဘောလုံးအားကစားခွင့်ထဲမှာစိုက်ပုတ်တင်နဲ့အပေးဖို့အစင်တရောက်ရှိနေပါပြီနေစီကဘေဘီဝေးရဝမျက်နှာတစ်ချက်ဝစ်ကြည့်တော့ယောက်ျားလေးအချိုးစာမိန်းကလေးအပေးတူအောင်ပို့ပြီးတော့များနေတယ်အဲ့ဒီနေစီလက်ကင်ဖုန်းလေးကဘွဲကနေလိုမျိုးစူညံပြီးဖုန်းသားတကိုထွက်လာတယ်ဒါဆိုနေစီကြည့်လိုက်ပါပြီဘသူဆက်လဲဆိုတာအဲ့တော့နေစီကမကင်မဲနဲ့ဘေးကလူတွေအနောက်ချက်ပြစ်မှာဆိုတာမို့ဖုန်းကိုဆက်ပေးထားလိုက်တယ်ဘလက်ကွင်းထဲကိုမေချာအသီးသီးကဘလို့သမားတွေဝင်လာတော့နေစီပြင်းနာမှာထိုင်နေရကောင်မလေးအားလုံးရဲ့နှုတ်မှာနာမည်တစ်ခုပဲရွတ်ဆိုအားပေးနေကြပါတယ်စိုင်းမြန်မင်းဆိုပြီးတော့မိန်းကလေးတို့ကြီးအားပေးတဲ့ကအကစားကွင်းနဲ့ဟဲ့ထွက်နေပါတယ်နောက်ပြီးတော့နေစီပြင်းနာကောင်မလေးငငယ်တယောက်ကလည်းလက်ဟပ်ချရတွေနဲ့အားပေးနေတယ်နေကြီးကတော့ကိုမေဂျာရဲ့စိုက်ဘုတ်ကိုပဲရမ်းနေရပါနေကြီးတို့3ယောက်အတန်ထွက်အော်လေစိုင်းမြန်မင်းဆိုပြီးတစ်ဖက်မေဂျာကလူကိုအားပေးရဲသူတွေရဲ့အတန်ကိုလွှမ်းချော်နေမှာမဟုတ်ပါဘူးအဲဒီတော့ကိုမေဂျာကလူတွေကစားတော့ကိုကြည့်ပြီးဘိုးပါစင်နိုင်ပါစေလို့သာစိတ်တရားဆူတောင်းနေမိတယ်ဒါပေမဲ့နေကြီးဆူတောင်းနေမပြေးခင်ဘူးတစ်ဖက်မေဂျာတဲ့က9-3-9နဲ့နိုင်သွားတယ်ပွဲပြီးတော့နေကြီးဖို့ကိုစောက်ပြင်တော့ရိုးစိုးခေါင်းဆွဲနာမည်နဲ့ဘောအဝင်ကောပေါင်း90ကျော်တွေ့လိုက်ရတယ်နောက်ပြီးတော့စာတုံးမဆင်တစ်ခုကိုတွေ့လိုက်ရပြီးစာဝင်ဖတ်ကြည့်တော့ကောင်မဘေးနာခုံတက်ကို2မိနစ်အတွင်းအပြေးလာခဲ့နောက်ကျရင်ပြစ်ဒဏ်ဆိုတာသိထားနော်သူစီမှာစာတုံးတစ်ခုကိုလွန်ခဲ့တဲ့မိနစ်20ခန့်ကရရှိခဲ့ပါတယ်ဟာနေကြီးကကုန်းတော်ဘူးကိုသာရိုက်ပြီးတော့တောင်းတင်းထဲမှာရှိတဲ့ကောင်မဘေးကိုအမြင်ပြရတယ်နေကြီးပြေးရင်လက်ဝဲတစ်ခုမှာလူတစ်ယောက်နဲ့ဝင်တက်ပြီးတော့ချော်လဲသွားတယ်အမလေးနာလိုက်တာနေကြီးပုံသွားပြီးတော့သူရဲ့နေငယ်ဆို့လာတဲ့ဒုကောင်းမှာတရားကိုလက်လေးနဲ့တစ်ချက်ထိမိတယ်အိုင်နာပြတ်ထမယ်လို့တစုံတယောက်ရဲ့ဆွဲထူမှုကိုခံလိုက်ရတယ်မင်းအရှင်ပြရလားအရှင်မပြေစိတ်ကလိုက်ဝေပဲလေဆော်ရီပါနော်ကိုပြီးတော့တစ်ချက်ငေးချင်းမိတော့မင်းပြေးလာတော့ကိုမမြင်လိုက်လို့ဒီမမော်လေတောင်းမဲ့စကားပြောလာတော့နေကြီးကလည်းရပါတယ်နေကြီးကလည်းအရှင်ပြေပါတယ်နောက်ပြီးတော့ဒီကိစ္စမှာနေကြီးအမှားလဲပါတယ်တောင်းမဲ့စားမလို့ပါဘူးနေကြီးပြန်မျောလိုက်ပြီးငကားနိုင်ကိုတစ်ချက်မြောင်းကြည့်လိုက်တော့အစိမ်းကတော်တော်လင်းနောက်ကျနေပြီအဲ့ဒီလူကိုသွားလိုက်ပါဦးမယ်လို့နှုတ်ဆက်ပြီးတော့နာနေရတူကအနာနဲ့ထုံးနေနဲ့ကမောင်ပြီးကိုရောက်သွားတယ်ခွေရောက်တော့တယောက်မှမရှိတဲ့ခုံတန်းနှီးမြောင်တွေ့ရတယ်ညနေကြောက်သေးချေရောက်နေပြီဆိုတော့ခုံတန်းလေးမှလည်းမရှိတော့တာမဆမ်းပါဘူးနောက်ပြီးတော့သူဆိုတာကလည်းစိတ်ရှည်တီးခံပြီးနေကြီးကိုစောင့်ဆန်းပေးမဲ့သူမျိုးမှမဟုတ်တာဒီနေ့လည်းနေကြီးကိုခိုင်းစီရရှိလို့သာတွေ့ချင်နေရနေမှာဒါမှမဟုတ်သူမတွဲချင်တော့တဲ့ချစ်သူကောင်မလေးတယောက်ရဲ့ရှိမှာသူနဲ့ဆစ်ဆက်ထားသူအပြင်နှဆောက်ပေးရအောင်ပါဒီလိုလုပ်ပေးရတွေကနေကြီးတော်တော်မဆန်းတော့ပါဘူးသူတွဲတဲ့ကောင်မလေးတွေသာပြောင်းသွားမယ်နေကြီးဟန်ဆောင်ပေးရရင်အလောက်ကပြောင်းမသွားဘူးနေကြီးရှိဘွားကသူများကိုဘလို့တွေများအနာကျင်းခဲ့လို့နေကြီးအခုဘဝမှာသူရဲ့အနာကျင်းမှုတွေကိုမယိုးရောက်ခံနေရတာလေနေကြီးတွေးလဲတွေးမြည်နေတဲ့ကြသူကအနာနဲ့နာနဲ့ထုံထဲပေါ်မှာတယောက်တည်းထိုင်နေမိတယ်ခဏနေရောဦးကောင်းစီမှာဖုံးဆက်လာတာနဲ့နေကြီးကြားဘဝကိုနာကျင်းမှုကအတူရင်ဖြည်းဖြည်းလေးနဲ့ရောက်သွားခဲ့ပါတယ်ကောက်ပေါ်ရောက်တော့တော်တည့်ရသူမရှိလို့သူသားရှိနေကြီးအတွက်လည်းမဟုတ်ဘူးနေကြီးအင်းရောက်တော့အင်္ဂလိပ်မှာထိုင်နေတဲ့အဖိုးတို့တွေ့ရတယ်အဖိုးကဧည့်သည်တချို့နဲ့စကားပြောနေအောင်တွေ့ရတာကြောင့်နေကြီးအဖိုးကိုတစ်ဆက်ပြုံးပြီးတော့နေကြီးအခန်းရှိရာဘောတက်ကိုသွားလိုက်ပါတယ်အခန်းထဲကိုဝင်မဲ့အချိန်မှာအနောက်ကနေကြီးရဲ့ပတ်စံရင်ကိုလှမ်းဆွဲထားလက်စုံကြောင့်နေကြီးအစိုးထိတ်စာနောက်ပြန်လဲအကြည့်တင်းလေးအတိုင်းပဲဖတ်တဲ့တင်းမာနေရဲ့မျက်နှာနဲ့သူ့ကိုတွေ့လိုက်ရပါတယ်နေကြီးကိုသူ့ရဲ့ဖတ်တဲ့မာကြောပြီးအေးဆက်တဲ့အကြည့်ဆူများနဲ့စာကြည့်ပြီးရဲ့နောက်သူရဲ့နှကမ်းပေါအောင်တစ်ဆက်ခွေးပြီးတော့မင်းဒီနေ့ငေါ့အာခံရတာငါအမဲတေကိုခရီးမဆိုင်တာတော်တော်မှနေလို့ကောင်းရဲ့လားသူနေကြီးကိုပြဿနာရှာပြီးတော့မိတော့နေကြီးစိတ်တရားနေသူ့ကိုရွက်ပြီးတော့ပြော့တာပေါ့နေအမိတ်နေကိုဖိစမ်းရတာဆိုပြီးတော့ဖြည့်စင်မိမယ်နေကြီးပြင်မဲနာရောအနာရှဲကြောက်ရောသူ့ကိုကောက်မမောပြန်ပြီးတော့စိတ်များခဲ့တယ်ငါမေစာဘောလုံးအတူသွားအားပေးနေလို့နေဖုန်းခေါ်တာမသိလိုက်တာနောက်ပြီးတော့နေချိန်နဲ့နေအောင်လဲငါရအောင်လာခဲ့ရပဲအဲ့မှာနေမမရှိတော့တာ
နေကြီးအားရှင်းမြောက်တော့သူကနေကြီးပကုံးနှစ်ဖက်ကိုသူရဲ့လက်နှစ်ဖက်နဲ့မညာမတာဖိဆိုးကန်ပြီးတော့အဲ့ဒီဘောလုံးပဲနဲ့ငါနဲ့ဘသူကပို့ပြီးအရေးကြီးရလဲနောက်ပြီးတော့ငါဖိုးခေါ်ရင်မင်းအားတီဖြစ်ခြင်းမအားတီဖြစ်ခြင်းတိုင်ရပါမဲတောက်ဝင်မယ်ကြားလားနောက်တစ်ခါဒီလိုအချိုးမျိုးချိုးရင်မင်းသိပြီနေကြီးကိုသူရဲ့အားနဲ့မညာမတာအနောက်ကိုတွန်းလိုက်တယ်အဲ့တော့နေကြီးကခွေခွေလေးလဲကျပြီးတော့လူကောင်ကအနာနဲ့တမ်းမြင်နဲ့အရှင်ပြင်းပြင်းနဲ့ပိုးတမ်းမိတာသာနေကြီးအသေးခတ်ရောက်လာခြင်းရပြီးအားဆိုတဲ့တန်နဲ့တူနေကြီးကဝဲဘက်တဲ့ကိုချလိုက်တယ်သွေးများနင်းနေရအောင်ထွက်လာတဲ့ဒုကောင်မအနာကိုကြည့်နေစဉ်နေကြီးငိုရာကိုဘေးမှာခါထောက်ပြီးရက်ကြည့်နေရသူကနေကြီးဒုကောင်မှသူ့ရဲ့ကြတာကိုမြင်တော့သွေးနေရဲ့မျက်နှာနဲ့အနာအောင်လာပဲဘူးမအနာရှိနေရတာစောစောဘာလို့ထုံမပြောတာလဲသူရဲ့အတန်ကိုကြတော့နေကြီးသူ့ကိုငိုနေရကြကနာကြီးစွာကြည့်ပြီးတော့ဖလေနေကငေါ့ဒုကောင်မအနာရှိရဲ့သိရောအနာမရှိရဲ့တခြားနေရအောင်နာကြည့်အောင်လှုပ်ရှင်လို့လားဟမ်နေကြီးမင်းမြုံနေမှာငါအလောက်တည်းရုံမှန်လူဖြစ်နေရလားခုနကလည်းမင်းကိုမတော်တဆငါစိတ်တုံလုံးတိုးလိုက်မိတာမင်းမသာတိကားတရားရထားရဲ့သိထားတယ်မင်းကိုနာကြည့်ရမလို့အဲ့ဒါမှတ်တာနေကြီးကိုဒေါသတက်ကြီးအော်ပြီးတော့သူအခါဘက်ကိုပြန်ပြီးတော့ထွက်သွားတယ်နေကြီးကတော့မြေများစွာနာကျင်မှုများစွာနေပြီအခန်းဝါကျမ်းမြေပေါ်ထိုင်လျက်သာကြာသွားပါတယ်နေကြီးထပြီးတော့အပြင်ကလောချထားရဲ့အခန်းကိုဖွင့်မယ်လို့မထားနိုင်ဘူးလက်ကထိုင်လျက်နဲ့တကားကိုဖွင့်မယ်လို့တော့မမိဘူးအဲ့လိုနဲ့နေကြီးကအခန်းတွေ့နေစဉ်လူစိုးတယောက်ကလောချထားတဲ့တကားကိုဖွင့်ပြီးနေကြီးတဲ့အရက်အခန်းထဲကိုဝင်သွားတယ်နောက်တော့ပြန်ထွက်လာပြီးနေကြီးကမောကြည့်တော့သူဖြစ်နေပြီနေကြီးရဲ့ခန္ဓာကိုယ်လေးကိုဆွေ့ကနေရုပ်တရက်ပွေ့ပြီးတော့နေကြီးအံ့ဩလို့စကားမပြောနိုင်ခင်မှာအခန်းထဲကဂတိမောအသားလေးချထားပြီးတော့ခုနကသူအရင်ဆုံးနေကြီးစပွဲခေါ်မှတင်းထားတဲ့ကြက်ချင်နီစေးပုံးလေးကိုနေကြီးရှိရာဂတိမောတင်းပြီးရဲ့နောက်ခွေးရှိတာခုံမူလေးကိုရွှေ့လာပြီးထိုခုံပေါ်မှာပဲနေကြီးအနာရှိရဲ့ခြေထောက်တစ်ပတ်ကိုညင်ညင်တသားလေးတင်ပြီးအနာကိုဆင်းလေးပေးနေပါတယ်နေကြီးတော့အခုလိုသူရဲ့နေကြီးအပေါ်နူးညံ့ညှင်းသာပေးနေတာတွင်အေးရဆိုင်ပေးနေတဲ့အချင်းတွေကိုအိမ်မက်လို့တော့ထင်မိတယ်အားကြောင့်တောင်တောင်တောင်နဲ့ကိုရဲ့အသားအယိုကိုပြီးတော့ဆွဲမိတယ်ဆွဲစားမိပြီးတော့နာဖို့အားဆိုပြီးသူ့ရှေ့မှာရောင်ပြီးတော့អော်မိတယ်နေကြီးအော်ရာကြတော့သူကဆေးလေးနေရာမှာခေါင်းပေါ်ပြီးဘာဖြစ်လို့လဲဆေးရဆက်လို့လားနေကြီးကလည်းဟုတ်တယ်လို့ညာပြီးတော့ခေါင်းကြီးပြန်လိုက်တော့သူကသူ့ရဲ့ဖြူဆိုးနေတဲ့သွားလေးတွေပုံအောင်တစ်ချက်ယူပြီးခလေးလေးကြောက်နေရပဲတိကိုကြောက်နေအဲဒီတော့ဒီနေ့ကဘာကြီးကပြောင်းပြန်လေးနေရလားမသိဘူးနေကြီးတစ်ခါမှမမြင်ဘူးတဲ့သူရဲ့အပြုံးနေတစ်ခါမှမကြားဘူးတဲ့ချိုးသားတဲ့စကားသံတွေကိုကြားနေရပါတယ်နေကြီးအခုလိုမျိုးသူရဲ့ခယူးဆက်မှုလေးတွေညဉ့်ညံမှုလေးတွေကိုမြင်ရတော့ဘာလို့မှမသိပြင်းထဲမှာနှွေးထွေးသွားသလိုခံစားရတယ်နောက်ပြီးတော့နေကြီးကိုတခုခုဆိုအရက်ခယူးစားပြီးတဲ့တမလို့ကဖေဖေနဲ့မမေကိုလေနေကြီးကအမေရပြီးတော့မိရင်လေးတွေဝဲလာတယ်နောက်နေ့မှာတော့နေကြီးသူကအနာကသူရဲ့စီအဆွဲနဲ့အချင်းနေမစူးတော့ပဲတက်သားလာပြီအဲတော့နေကြီးကကြမသွားသေးပဲသူ့ကိုကျေးဇူးတင်မို့ကာနာမှာရမ်းဆောင်နေမိပါတယ်10မိနစ်လောက်နေတော့အပြူရောက်ရှက်လက်တူနဲ့ဒီအပြက်ရဘောင်းမီကိုလက်ဖက်ဆောင်ဝစ်စစ်ထားတဲ့သူတယောက်အလော်တစီအိမ်နေရာထွက်ပြီးတော့နေကြီးတို့ကားရဲ့အရှင်နာမှာရက်ထားတဲ့သူရဲ့အဖြူရောင်ပြိုင်ကားလေးစီကိုနေကြီးရက်ဆောင်နေရကိုတော့တတိမထားမိပဲလေမြဲတဲ့ခြေလမ်းများနဲ့အမြဲသွားပြီးတော့ကားအမြဲမောင်းထွက်သွားပါတယ်နေကြီးကတော့သူ့မှာအရေးကြီးတဲ့ကိစ္စရှိလို့နေမှာပါဆိုပြီးညနေမှပဲကျေးဇူးတင်စကားပြောရမယ်လို့စိတ်ကိုပြီးတော့ကားထဲမှာနေကြီးကိုစောင့်နေတယ်ဦးကောက်ကိုအားနာစွာတစ်ဆက်လှမ်းပြုတ်ပြပြီးကောက်ပေါ်တက်လိုက်ပါတယ်ကျောင်းပေါဝကိုရောက်တော့နေကြီးကောက်ပေါ်ကားစီးမိကျောင်းမှာခေးလန်းလိုတေးစားထားတဲ့ခေးပင်နေလမ်းတစ်ပတ်တစ်ချက်စီမှာအစီပေါင်းနေတဲ့လမ်းလေးအတိုင်းနေကြီးကလျှောက်လာစဉ်ရိုက်ကားအဖြူလေးနေကြီးပင်နာကဖြတ်တန်းသွားပြီးမလမကရှိတဲ့ကော်ဖီချစ်သူဆိုတဲ့ဆိုင်ပင်နာထိုးရက်သွားရင်နောက်တော့သူနဲ့အတူလာပါကြောရှင်ပြီးစံတွင်အရှိကြီးပိုင်ဆိုင်ထားတဲ့မိန်းကလေးတယောက်ကားရီကထွက်လာပါတယ်အဲဒီနောက်ထိုမိန်းကလေးကသူ့ရဲ့လက်မကိုခိုးတွဲပြီးအင်းအားသာပျော်ရွှင်ရည်မျိုးပြီးတော့ဆိုင်ထဲကိုဝင်သွားကြတာကိုဆိုင်ထဲမလန့်မကခရီးပြီးအောင်လေးမှရက်ကြည့်နေတဲ့နေကြီးတယောက်ကလှမ်းမြင်လိုက်ရပါတယ်အဲဒီနောက်နေကြီးရဲ့ခြေလမ်းတွေကခြေဆက်သွားပုံအင်အားမရှိတော့အောင်နေဝေးသွားပြီးဒီဘက်ထဲမှာလည်းအမီမသိတဲ့နာကျင်မှုဝေဒနာဆိုးခြင်းတစ်ခုကိုခံစားရပါတယ်ငိုတော့မှသူနေကြီးရှိမှာကောင်မလေးတွေနဲ့အခုလိုသွဲသွားက
နေစီမျက်စိနောက်တယ်လို့ပဲတွေးမိပြီးတော့ဘာမှမခံစားရဘူးအခုတော့နေစီရဲ့နှလုံးသားကိုဆွဲထုတ်သွားတယ်လို့ဘာလို့အယမ်းခံစားနေရလဲနောက်ပြီးတော့ဆရာကပရိုဂျက်တာနဲ့ဈေးကွက်စီးပွားရေးတွေရှင်းပြချိန်မှာလေနေစီရဲ့ပရိုဂျက်တာပေါ်မှာစာရီကိုမတွေ့ပဲသူနဲ့ဟိုမိန်းကလေးလက်ကျန်တွေ့ပြီးရှာဝဲရဲ့မြေခွင်းကိုသာနေစီစိတ်ရှုပ်ထွေးစွာမြင်နေရပါတယ်အဲဒီတော့ဘာဖြစ်နေမဲမသိရဲ့ကိုဒီကစိတ်ကုန်းသွားပြီးတော့နောက်စာတင်ချက်တွေကိုမတက်တော့ပဲထိုမြေခွင်းရောဖျောက်ဖို့အတွက်စာကြည့်လိုက်မှရှိတဲ့ဟာသာစာအုပ်တွေထဲမှာနှိမ့်မြုပ်ပြီးတယောက်တည်းအသက်တည်းရင်မောနေမိတယ်အလိုအစင်မှာနေစီရဲ့မျက်နှာဆေးဆိုင်ခုံပေါ်မှာတစိုးတယောက်ဝေထိုင်ပြီးနေစီရှိတဲ့မှာအေးပူလာချပြီးတယ်နေစီမောကြည့်လိုက်တော့ဟိုနေ့ကလမ်းမှာပြေးနေဝင်တမ်းမိရဲ့တူအဲ့တော့နေစီကိုပြောပြီးတော့ကြည့်နေတဲ့အစေးကားလူအံ့ဩစွာနဲ့ရှင်ဟိုနေ့ကလူလက်ညှိုးထိုးပြီးတော့ပြောလိုက်ပါတယ်အဲ့တော့အဲ့လူကဟုတ်ပါတယ်ညီမကိုနမယာစိုင်းမြတ်မို့နောက်ဆုံးနေ့ကပါဖောင်ရည်စာပြောလာတော့နေစီကအံ့ဩစွာနဲ့ဒါဆိုဒီကနာမည်ကြီးနေတဲ့ဘောလုံးသမားပေါ့အဲ့လောက်ကြီးတဲ့နာမည်မကြီးပါဘူးညီမရေရီးပြီးတော့ဖြေတော့နေရလေအစိတော်လေးအတွင်းမှာကိုစိုင်းမြတ်မို့ကိုအကိုအရင်တရလို့ခင်မိသားပါတယ်နောက်တော့အဲ့ဒီအကိုကြီးကလေနေစီတို့အတန်းလေးပြီးစာကြီးတိုက်တဲ့ရောက်လာတာတဲ့အလို့နဲ့နေစီတို့နေအောင်တရားကိုတရားမေးဆက်ရင်စကားတွေပြောရင်အစိတော်လေးအတွင်းမှာခင်မိသွားကြပါတယ်နောက်ပြီးတော့နေစီစိတ်ထဲမှာမနက်ကတော့ကိစ္စနဲ့ပတ်သက်ပြီးမိုးကျက်တာတွေလည်းဖြေရောသွားရင်လို့ခံစားရတယ်ညနေကြောင်တင်းစင်ရောက်တော့နေစီတို့နေအောင်စာကြီးတိုက်တယ်မှာစကားနဲ့ပြောနေရီမောစာထွက်လာပြီးကြောက်စင်မန်းမြင်နာအယောက်ရိုက်ကအပြူလေးရဲ့ရှေ့မှာမတ်တဲရက်ပင်နေစီတို့ကိုစာမတဲဝါမတဲဒေါသမြုံနဲ့လက်ပါရက်ကြည့်နေတဲ့သူ့ကိုတွေ့လိုက်ရပါတယ်အဲဒီတော့ကိုဆိုင်မြင့်မိုးကလည်းအလိုက်တသိနဲ့အကိုလာကြုံနေပြီထင်တယ်နောက်နေမှာထပ်ထိုးကြမယ်ညီမလေးဘိုင်ဘိုင်ဆိုပြီးတော့လက်ပြားနှုတ်ဆကထွက်သွားပါတယ်နေစီတယောက်ကိုဆိုင်မြင့်မျိုးကိုပြန်လဲလက်ပြားနှုတ်ဆက်ခဲ့ပြီးသူ့ကိုတော့မမြင်စီအောင်ဆောင်ပြီးတော့ကားပြေးကဖြတ်သွားတယ်သူ့ကိုကြော်ပြီးခြေလဲ၄-၅လမ်းလောက်အရောက်မှာဟဲ့နည်းနည်းဥကောင်းကနေမကောင်းလို့လာကြနိုင်မှာမဟုတ်ဘူးအဖိုးကခိုခဲ့အောင်လို့ပြောလို့မြင်မြလားငါမှချိန်မရှိဘူးသူရဲ့အမေးတန်ဆက်စကားကိုကြတော့ဒီစီမနဲ့တော့သူ့အပေါ်အကားမြင်ခဲ့တာပြီဒီဆိုဒီစီစိတ်တွေတော့ပျောက်သွားတယ်နောက်ပြီးတော့ပြောင်းလဲသွားရဲ့သူ့ကိုလည်းတော်တော်လေးအံ့ဩမိတယ်လမ်းဆောင်မင်းခေါ်တာပဲကျေးဇူးတင်ပါတယ်နောက်ပြီးတော့ကျမအတွက်နဲ့လူချင်းမရတမိုးရှိရဲ့အခြေအနေမဖြုံးပါနဲ့ကျမကို့ဘာသာပဲကားငါပြီးတော့ပြန်လိုက်ပါမယ်ညနာကိုဟန်လုံးပြုံးကစကားကိုချိုရွရွလေးပြောလိုက်ပြီးတော့အရှိကိုဆက်သွားလိုက်ပါတယ်နေကြီးခြေလဲ3-4လမ်းလောက်လှမ်းပြီးရဲ့အချိန်မှာနောက်ကနေသူရဲ့ဆွဲခေါ်မှုကိုခံရပြီးနေကြီးဒီရောက်ရက်ကန်နဲ့သူရဲ့ကားအဖြူလေးတွေကိုရောက်သွားရပါတယ်ကားပေါ်ရောက်တော့နေကြီးပြင်းစင်းမြန်လို့တော့သူကနေကြီးကိုတေးဆွဲထားပြီးနေကြီးမျက်နှာပေါ်ကိုသူမျက်နှာအုပ်မိုးကငယ်ငယ်လေးထိုင်နေလိုက်တော့နေကြီးမင်းနောက်တခါဆေးမိုးကြရင်ငါမျိုးဘာလို့မှမသိဘူးနော်သူရဲ့ဆေးလျှောက်တဲ့စကားကိုကြတော့နေကြီးကကြောက်သွားတယ်အိမ်ပြန်ရောက်တော့နေကြီးကားထဲမှာသူရဲ့ခက်ချော်မျက်နှာကြီးကိုအနီးကမီယာရဲ့မြေခွင်းကိုပြင်းရောက်ပြီးတဲလို့စားရင်ဖို့မိပါတယ်အဲ့နောက်မနက်တော်မြေခွင်းကိုပြင်းရောက်မိအားကြောင့်တပန်းနာကျင်မှုများရင်အစုံမှာဖြတ်တန်းသွားပြီးသူ့အပေါ်မကျင်တဲ့မှုများဖြစ်ပေါ်လာတယ်အဲ့နာကိုမိနေစီသူ့အပေါ်ရိုင်းနေရဲ့စိတ်တူပြန်ပြီးတော့တဲ့စမ်းအရင်လိုပဲသူ့အပေါ်မုန်းနေစမ်းပါပြန်တတိပေးပြီးတော့သူ့အပေါ်ရင်ရက်နေတဲ့နေကြီးရဲ့နှလုံးသားကြီးကိုနေကြီးကပြန်ပြီးတော့ညာနေမိတယ်ဒါကနေကြီးတို့နေရာအတွက်အကောင်းဆုံးပါအဲ့နောက်နေကြီးနှလုံးသားလေးရဲ့တမ်းမမိုးမခံရတော့အောင်နေကြီးသူ့ကိုရှောင်နေမိတယ်တနေ့တော့နေကြီးစီယာတန်းစီကိုသူ့ရဲ့ဆန်ရွယ်ရှည်ရှည်တို့ကောင်းမလေးဗန်အင်းကြီးဖြူရောက်လာခဲ့တယ်နေကြီးတို့တွေ့ပြုံးရှင်နေမျက်နှာထားနဲ့ညီမလေးကမောင်ရင်ညီမနေရှိရှင်းတယ်လားသူနဲ့နေကြီးကိုမနမအထင်နဲ့လာမင်းနေတယ်သူထင်လဲထင်နေစရာပါတခါတလေသူကားပြတဲ့နေ့ဆိုနေရှင်နဲ့တူတူကြောင်းလာနေကြပါနောက်ပြောသူကလည်းနေကြီးကိုညီမလိုပြောထားတာနေမှာပေါ့ဘာလို့လဲမသိဘူးနေကြီးရဲ့ရင်ထဲအောက်သွားပြီးတော့သူကအကြောင်းကြီးမရှိစိတ်ဆိုးနေပြန်တယ်နောက်ပြီးတော့သူ့ကိုအကိုတရားဖြစ်လည်းမမြင်နိုင်ဘူးနေကြီးရဲ့နေတယောက်နေတော့ခက်ပြီကိုကမဟုတ်နေရသူတယောက်ကိုနေရမာနနေတာမကနေရနှလုံးသားတစ်ခုလုံးမှာပြေတော့မှာလား
ဆိုပြီးကိုကိုမစင်မနဲ့စိတ်တရားမိကိုထုတ်နေမိတယ်။နေကြီးထိုအမမီးရကိုခဏလောက်ဖြစ်ဖို့မိနေခဲ့ပြီးအတွေ့နေစဲမိတယ်။ဟုတ်ပါတယ်။ဘာကိစ္စရှိလို့လဲမသိဘူး။နေကြီးတီးအောင်ဟန်ဆောင်ပြီးပေါ့ပေါ့ပါပါပြန်ပြီးမိနေမိတယ်။နောက်အပတ်စံဒီမှာအမရဲ့မွေးနေ့ရှိရလေ။အဲ့ဒါမောင်နဲ့အတူလာခဲ့ဖို့ဖိတ်စင်လို့ပါ။ဟာဆိုရေးပါအမ။နေကြီးအဲ့ဒီကအဖိုးနဲ့ကောက်ကိုအဖော်လှန်သွားရမှာမို့လို့ပါ။လက်ဆောင်တော့ထည့်ပေးလိုက်မယ်နော်။နေကြီးပြုံးပြုံးလေးပြန်ပြေးပြီးမက်အေးစင်းဖြူတီးညနာမကောင်းစာနဲ့ပြန်ထွက်သွားပါတယ်။နေကြီးတပားသူဆဲညအောင်လုပ်ပြီးပြီလား။နေကြီးလုံးရဲ့ကမှန်ရဲ့လား။ဘာဖြစ်ဖြစ်နေကြီးနာကြည့်ရမယ်ဆိုတာကိုကြိုသိနေတဲ့နေရာတစ်ခုတော့နေကြီးမသွားချင်ဘူး။အတားဆက်စွာလူမွေရေးတည်တဲ့နားမလဲစွာနေပင်ညင်းပြရစီ။နေကြီးအိမ်ပြန်ရောက်ပြီးကားအပေါ်တက်တော့အပေါ်တဲ့အခန်းထဲမှာထိုင်နေတဲ့သူ့ကိုတွေ့လိုက်ရပါတယ်။အာနဲ့နေကြီးခါတိုင်းလိုပဲသူ့ကိုရှောင်ပြီးအခန်းထဲပြောင်းဝင်သွားဖို့အလွန်အနောက်ကနေနေကြီးရှိတဲ့မင်းကလူမှုရေးတော်တော်တည်တဲ့နားလည်မှုမရှိမိန်းကလေးပဲသူစကားဆလာတော့နေကြီးသူ့ဘောင်ရွယ်ပြီးပြောလဲဆိုတာသိတယ်အာနဲ့ပဲသူ့ဘက်ကိုမျက်နှာမူပြီးနေကြီးလူမှုရေးခမတဲ့မိန်းကလေးတရားဆိုတာကိုဦးမနာတို့ကအခုမှသိရလားခိုင်ရရွက်လေးမချိုမချင်းအပြုံးလေးနဲ့ပြန်မျောမိတယ်အဲဒီတော့သူနေကြီးအနာကိုလင်းမြန်တဲ့ခြေနှမ်းများနဲ့ရောက်လာပြီးနေကြီးပခုံးနဲ့လက်ကိုဆုပ်ကနေကြီးမင်းငါ့ကိုလာမရွက်နဲ့မင်းအလောက်ကငါပြောတဲ့အမေကိုနားခံဖို့ပဲအဲဒီတော့နောက်အပတ်စတီအမရဲ့မွေးနေ့ကိုငါလည်းလာခဲ့ရမှာဒါပဲသူအဲ့လိုပြောတော့နေကြီးပခုံးမောက်ကသူရလန်တဲ့ဘက်ကိုဖယ်ချပြီးမလိုက်နိုင်ဘူးနေကြီးရှင်းတဲ့ဆိုတာသူများချဲ့လဲချင်တာချဲ့လဲလို့ရရင်အယုတ်တရမဟုတ်ဘူးနေကြီးလည်းထက်တော့နေကြီးရဲ့လက်ကိုလှည့်ဆဲပြီးသူရဲ့နှကမ်းများနဲ့နေကြီးရဲ့နှကမ်းလေးကိုမညာမတာဆွယူနှမ်းလာတယ်နေကြီးခဏကြောင်သွားပြီးသတိပြောင်းဝင်လာတော့သူရဲ့ကြောကိုလက်နဲ့ထုတ်ပြီးရုံးမိမယ်နေကြီးလန်တဲ့ဘက်ကိုသူရဲ့လန်တဲ့ဘက်နဲ့ဖမ်းထားတယ်9 မိနစ်လောက်ကြာတော့သူပြန်လို့ပြီးညီအိမ်များနဲ့သူ့ကိုစာကြည့်နေတဲ့နေကြီးကိုဒါအပြစ်ပေးတာခါပေါ့ပေါ့လေးပြောပြီးအခန်းကိုပြန်သွားတယ်နေကြီးကတော့သူနဲ့ဝါရဲ့သူရဲ့နှကမ်းလေးကိုလန်နဲ့ပို့ပြီးအခန်းကိုပြန်ပြေးကဂရီပေါ်မှာခေါင်းနဲ့မျက်နှာအကောင်ကိုနေမိတယ်နေကြီးဘဝကတမိုးမရှိတော့ဘူးလားနေကြီးသူ့ရဲ့တွေထားရနေစရာသွားရမယ်အယုတ်ကတာပဲလားနေကြီးသူ့ကိုချစ်မိပြီးသူ့ရဲ့အချစ်တွေနင်တို့ကျင်နာမှုတွေရစေခဲ့မိရမှန်ပါဒါပေမဲ့သူ့မှာချစ်သူမိန်းကလေးရှိပြီးနေကြီးကိုအခုလိုမျိုးကိုတီးလက်ရအောင်ပြုတ်မှုတော့နေကြီးလည်းမခံဘူးနေကြီးကိုကိုကြီးအားသူကအခုလိုမျိုးတမိုးမထားရမီတော့နေကြီးသိချက်ပြီးဝဲနေမိတယ်နေကြီးသူနဲ့ပတ်သက်ပြီးဒီဝစ်ကျွေးဘယ်စေဘဲအခါမှပြေဆုံးမှလည်းမသိဘူးအရင်တော့သူ့ကိုမုံလို့ငိုခဲ့ရတယ်အခုတော့သူ့ကိုချက်တဲ့ချက်တွေကြောင့်နာကျင်ရတယ်ငိုကြွေးနေရတယ်ဒါတို့သူတရားကိုကျေးစာနားလည်လိမ့်မယ်ဆိုရင်တော့သိပြီးကောင်းပါလိမ့်မယ်ဒေစီပန်းတူရောင်ကောင်းဝင်ဒူပုံကကားလေးကိုကလေးတယောက်ပမာဝေးစင်ထားပြီးအပိုင်းအနိုင်ငယ်ကောက်ထားတဲ့ကြောလေလောက်ရှိနေတဲ့ဇန်နယ်လွေးတွေကိုသုံးမုတ်တပုံလောက်သာနောက်ကိုဖဲဝဲကလင်းနေနဲ့ညှက်ထားပြီးဇန်နယ်သပင်များကိုဒီရတိုင်းဖျက်စားထားပါတယ်ပြီးရနောက်ပန်းတူရောင်အလှစီတောက်ဖက်နဲ့မနေမမြင့်လင်းကိုစီးပြီးနေကြီးကိုစောင့်နေသူထက်ကိုအမြဲဆင်းသွားရတယ်သူထင်တဲ့အတိုင်းပဲနမ်းမောင်နဲ့သပင်များအနားကိုစတိုင်ခမမိုင်းနဲ့တတဲရလှန်သေးထားတဲ့သူ့ကိုနေကြီးနေ့တိုင်းတွေ့နေရပေမဲ့ခဏတော့သူမမြင်အောင်တော့ငေးမိတယ်အခန်းထဲမှာဖုန်းကြီးကထိုင်ဆောင်နေတဲ့သူကနေကြီးစင်းလာတော့မြင်တော့ပြလိုက်တာလို့ငါမှတော့တွေးနေတာမြင်ရတော့မွေးနေ့ရှင်ရှုံအလှပြေးနေရပဲခိုင်းလို့သူ့စီကခနဲ့တဲ့လေးတန်းကိုစားစားရတယ်သူ့စီကနေချင်းကြားမိရကတေစကားမဟုတ်ဘူးနောက်ပြီးအလှပြေးထားရဲဆိုတာကလည်းနေကြီးချီရရဲ့သူအတွက်ပါနောက်သူနေကြီးကိုခနဲ့နိုင်သေးတယ်နောက်ပြီးချီရရဲ့သူအမြဲတမ်းအရှုံးပါလာလို့နေကြီးအောင်မနေစာတွေ့ရင်သူ့ဘာစကားမှာခိုးတုတ်ပြန်ပြောချင်ခြင်းမရှိအောင်ကြောင့်ကားကြီးရကိုသူအရွယ်တက်သွားနေတယ်ခဏနေသူလက်ထဲမှာလက်ဆောင်ဘူးလေးကိုကင်လာတာကိုတွေ့တော့နေကြီးစိတ်ထဲမှာအလိုလိုဝမ်းနေသွားတယ်သူတယောက်ကတော့သူမမရဲ့မွေးနေ့မှာမမီမှာဆိုလို့ကောင်းအမြင်မောင်းဖို့သာဆင်းနေထားပြီးကောင်းအမြင်မောင်းပါတယ်တန်ထဲမှာလျက်စီးရောင်ရောင်ဆုံးများအလားပန်းများနဲ့ခြံတစ်ခုလိုမီးရောင်တဝင်းဝင်းနဲ့လှပနေပါတယ်နောက်ပြီးတေးဂီတာတဝိုင်းစီမှာလည်းတာယာနာပြုံးပဲကောင်းနေတဲ့တေးသချင်းများနေကြီးရဲ့နားတွေကိုတုံးဝင်လာပါတယ်နေကြီးတယောက်မင်းဒီမှာကျွေးတဲ့မုံများနဲ့တေးတီးများကိုသူမပါလက်မပါတယောက်တည်းစားနေပြီး
သူနဲ့မအေးချင်းဖြူရောနေရတခြားတငယ်ချင်းများကိုအတူတူအပ်ခံနေရကိုရင်နာစွာထန်ကြည့်နေရတယ်။အဲ့ဒီအချိန်နေကြီးရဲ့အနောက်မှာဟေးညီမလေးတယောက်ထဲလားစကားတန်နေတဲ့ဒုနေကြီးရှိကိုပြုံချင်းရောက်လာတဲ့ကိုဆိုင်မြတ်မိုးတွေ့ရတယ်။ကိုဆိုင်မြတ်မိုးတွေ့ရတော့ကိုအကိုတယောက်ကိုတွေ့ရတယ်လို့ပျော်ရွှင်မိတယ်။ဒီလိုနဲ့နေကြီးတို့နေရမိုးဆိုင်ရင်စကားဖောက်ဖွဲ့နေမိတယ်။အဲ့ဒီအချိန်ဒေးဂီတာစင်မြင့်ထက်မှာအစစ်စင်တစ်ဆက်တူပါမွေးနေ့ပဲကိုလာရောက်ကြတဲ့လူချင်းမင်းတို့ခင်ဗျာလူချင်းမင်းတို့ထဲမှာအစိုးဘာသနာရှင်များပါရှိရင်ဒီစင်မြင့်ထက်မှာတေးသရှင်များလာရောက်တည်ဆိုနိုင်မှာကြောင်းတတိကပါအပ်ပါတယ်ပညာလိုက်တော့ကိုဆိုင်မြတ်မိုးမှာနေစီအကိုတို့နေရောဒီမမိုးအထိမ်းမနေနဲ့တရှင်တူတူသွားဆိုရအောင်နေကြီးကိုအပေါ်လာညီတော့နေစီကလည်းအစိုးအကောက်ဘာသနာသူပြသွားဆိုတာပေါ့ဆိုပြီးတော့ Happy Life ဆိုတဲ့အင်္ဂလိပ်စာကိုတူတူဆိုကြတယ်နေစီတရှင်ဆိုရင်စင်အားကိုလမ်းကြည့်တော့ညစာထိုးလောက်ကောင်းပိုင်းမှာမိုင်းအင်းကြီးဖြူနဲ့တိုင်းနေရသူ့ကိုတွေ့လိုက်ရပါတယ်သူကတော့ထိုးဆက်အတိုင်းအရေးပြုံးမရှိတဲ့အတန်မဲ့မျက်နှာနဲ့နေကြီးကိုကြည့်နေပါတယ်နေကြီးတို့တချင်းဆိုပြီးတော့တရားမလူတချို့ပါလက်ဆောက်များနဲ့တွင်ငွေများချပြီးနေနေကြီးတို့အခုလိုဝါသနာအရာတီဆိုဖြောပြတာကိုအများကအခုလိုအတိမတ်ပြအားပေးကြတဲ့အတွက်နေကြီးနဲ့ကိုဆိုင်မြတ်မိုးတို့တယောက်ဒီမျက်နှာတယောက်ကြည့်ပြီးပျော်ရွှင်ခဲ့ကြတယ်နေကြီးတို့နှစ်ယောက်ရရှိလာတဲ့စုငွေကိုတောင်ပရက်မှာမော့အတူတူထွက်စားကြမယ်လို့တိုင်ပင်နေချိန်မှာပြန်မဲဆိုတဲ့စကားတန်နဲ့အတူပြူတော်မဲမိုးလိုမျက်နှာသားတစ်တင်းနဲ့သူ့ကိုတွေ့လိုက်ရတယ်။အဲတော့နေကြီးကလည်းလူမွေမတိတတ်တဲ့သူကြောင့်ဒီဟာကိုဆိုင်မြတ်မိုးအားနာစွာပြုံးမိ။ကိုရေနေကြီးပြန်တော့မယ်နော်။တောင်ပရက်မှာမိုးအတူတူစားကြမယ်။နှုတ်ဆက်ကနေကြီးကိုမဆောက်မယ်။အရှိမခြေလန်းကျဲကြီးများနဲ့ထွက်သွားတဲ့သူစီကိုအမိပြေးလိုက်ရပါတယ်။ကားရဲမှာအသက်ရှိရလို့မထင်ရအောင်နေကြီးတို့နေရာခါလိုက်လို့နှုတ်ဆက်နေမိတယ်။တနေရာအယောင်သူဟာကောင်းအိမ်ပြန်လန်းအတိုင်းမမောင်းမယ်။လမ်းကျိုးတစ်ခုလည်းကိုချုံဝင်လိုက်တာကြောင့်နေကြီးဟာစိုးရိမ်သွားပြီ။ဘယ်မောင်းနေရလဲ။ဒါအိမ်ကိုပြန်တယ်လည်းမဟုတ်ဘူးလေ။မေရောက်ရင်သိလိမ့်မယ်။စကားကိုမရှင်းနဲ့။သူရဲ့စကားကြောင့်နေကြီးနှကန်းကိုဆုကဘေးကိုမျက်နှာလဲထားလိုက်ပါတယ်။ကစားကွေးတစ်ခုရှိကိုရောက်တဲ့အခါကားလေးထိုးရဲသွားတယ်။သူကတော့နေကြီးအရင်ကားရဲကဆင်းသွားပြီးငွေခွင်လမ်းမက်သွားဖြစ်တယ်။နေကြီးကလည်းကြောက်တောင်းလေးနဲ့သူ့နောက်ကိုမိအောင်ပြေးလိုက်ရပါတယ်။ကစားကွင်းထဲကမြင်းယုံလေးများလည်းပဲ့နေရဲ့နေရာမှာရက်ပြီးတော့ဆွေးမြေ့နေတဲ့မျက်ဝန်းများနဲ့ထိုမြင်းယုံလေးများအပေါ်မှာစော်ကစားနေတဲ့ကလေးများကိုကြည့်နေတဲ့သူ့ကိုတွေ့လိုက်ရပါတယ်။ခါလိုက်လို့ခတ်တယ်မှာတော့တဲ့အသေးမင်းအစားအခုလိုမျိုးကလေးတယောက်ပေါ်မှာဝမ်းထဲနေပေါက်နေတဲ့သူ့ရဲ့သွေးမျိုးကိုတွေ့ရတော့နေကြီးရဲ့ရင်ထဲမှာလည်းသူနဲ့အထက်တူဝမ်းထဲနေမိပါတယ်။အဲ့ဒါနေကြီးကသူ့စီသွားမလို့စဉ်းစားနေတော့အနီးအနားမှာရေကံမုံရောင်းနေတဲ့ဆိုင်လေးတွေ့ရနဲ့သူ့ဘိုနေကြီးကတခုကိုထောပဲအရသာလေးဝယ်လိုက်တယ်။ပြီးတော့သူ့ရဲ့ဘေးနားမှာသွားရက်ပြီးရော့ရေကံမုံနေကြီးကလှမ်းပေးလိုက်တော့သူကနေကြီးကိုယူဝဲရဲ့မျက်လုံးများနဲ့တစက်လှမ်းကြည့်ပြီးဖြောတိုးရဲ့အပြုံးလေးနဲ့ကျေးဇူးလှမ်းယူပြီးတော့ခလေးလေးများဆော့နေအောင်ပြန်ကြည့်နေတယ်။မင်းသိလားငါငယ်တော့ဒီနေရာမမေနဲ့တူလာဘူးတယ်။ဖိုးမအင်ကြီးအနီလေးနဲ့ခလေးလေးထားစီးနေတဲ့မြေယုံလေးပေါ်မှာငါထားစီးခဲ့ပြီးတော့မမေကအဲ့ဒီနေရာကနေပြုံးမြော်ငါ့ကိုကြည့်နေတာအဲ့ဒီအချိန်တော့ငါတွေးမိရကနောင်လေးတွေလည်းမမေနဲ့ဒီကစားဦးရအတူတူလာမေပေါ့ဒါပေမဲ့ငါမသိခဲ့တာကမမေကအဲ့ဒီတနေ့ပဲငါနဲ့အတူရှိပေးနိုင်တော့မယ်ဆိုတာကိုသူရဲ့စကားတဲ့ရက်သွားတော့နေစီသူ့ကိုတစ်ချက်လဲကြည့်လိုက်တော့သူရံမျက်ဝန်းမှာမြည့်ရဲ့ဥလေးတွေခိုးတွဲနေအောင်တွေ့လိုက်ရတယ်အဲ့ဒါနဲ့နေကြီးကလည်းသူရဲ့လက်ဝါးလေးကိုစုပ်ကိုင်ရင်းနဲ့ဗန်ထဲနေရင်ကိုချလိုက်နော်မျိုးသိမထားပါနဲ့ဘေးနားမှာနေစီရှိနေပြီမယ်နော်နေသေးစကားမြောက်ပြောနေမိတယ်အဲ့နောက်သူဟာမြေများခိုးတွဲနေရဲ့မျက်ဝန်းများနဲ့နေကြီးဘက်ကိုလှည့်ပြီးတော့မမျောလင့်ပဲနေကြီးကိုလှမ်းပန်းလိုက်တယ်နေကြီးလည်းအစားတော့ကြောင်မိပြီးနောက်မှသူ့ကိုဖက်ကသူ့ရဲ့ကြောက်ပီလေးကိုအသားလေးပုတ်ပြီးအပေးနေသေးပေးလိုက်ပါတယ်ညီမရေဆိုပြီးတော့ခေါ်တန်းတစ်ခုကြောင့်နေကြီးစာရေးနေရာမှာအတန်းအခန်းဝစီလမ်းကြည့်တော့ပြုံးရွှေ့နေတဲ့မျက်နှာနဲ့ကိုဆိုင်မြတ်မိုးတွေ့လိုက်ရတယ်အာနေနေကြီးကလည်းပြန်ပြုံးပြပြီးတော့ကိုဆိုင်မြတ်မို့ဒါလေဒီအရှိခုံမှာလာထိုင်လို့ရတယ်။နေကြီးကလည်းကွာထင်တာပြီးအတော်ကြားနေပြီ။ကိုဆိုင်မြတ်မိုးတဲ့ကိုဆိုင်ဆိုကိုဆိုင်မော့နေကြီးစိတ်ကိုပျော်ဆိုရောက်လာကနည်းနည်းစေးဆိုင်ခုံမှာဝင်ထိုင်လိုက်ပါတယ်။နေကြီးကတော့အာနာစွာပြန်လဲပြုံးမြပြီးဟုတ်နောက်ဆိုကိုဆိုင်လို့ပဲတီးတီးတနီခေါ်ပါမယ်။
လေးရတယ်ဒီလိုလိမ်မာမပေါ့ပြောလဲပြောနေကြီးရဲ့ကောင်လှမ်းကန်လိုက်တဲ့အချိန်နေကြီးရှင်းတဲ့ဒေါ်သားတစီအော်ကောတန်နဲ့အတူအပြင်ဘက်မှာမျက်နှာသားတစ်တစ်နဲ့နေကြီးတို့စီချင်းလဲကျဲများနဲ့လာနေတဲ့သူ့ကိုတွေ့လိုက်ရတယ်လာအခုချက်ချင်းထားပြန်ငါလက်ကိုလိုက်ခဲ့ဒီမှာဧည့်သည်ရှိနေမမြင်ဘူးလားနေကြီးကမေးလိုက်တော့သူကတောက်တစ်ချက်ခောက်ပြီးနေကြီးရဲ့လက်ကိုအတင်ဆွဲလာတော့နေကြီးကဆုပ်ကိုက်ထားရင်သူရဲ့လက်များကိုအတင်ပုတ်ချကဒါကြောင်းတော့နေမရမ်းကားနဲ့ဘေးမှာတခြားသူများမရှိပေမဲ့ရှိနေတဲ့ကိုဆိုင်မြတ်မောအာနာလို့ဒေါသကိုထိုးဆေးမရောပြောလိုက်တယ်အဲဒီတော့သူကနေကြီးကိုဒေါသမြင်မှုများနဲ့စားကြည့်ပြီးဘာကိုမှခရီးမဆိုင်ပဲအတင်ဆွဲခေါ်နေပါတယ်နေကြီးကလေသူများချင်းမှာနေကြီးကိုဒီလိုအနာကျင့်နေဆိုပြီးတက်ရှန်နဲ့မြည်ရည်တွေဝဲပြီးတော့သူရဲ့လက်ကိုအတင်ဖြုတ်ချပစ်တယ်သူကလည်းလုံမပေးဘူးအဲဒီတော့ဂျာရိတ်ကကိုဆိုင်မြတ်မောကဒီဟာကိုညီညီမမနှောက်ရက်ပါနဲ့အကိုဂျာရိတ်ကတောင်းပန်ပါတယ်ဒါကကျွန်တော်တို့ကိစ္စခင်ဗျဝင်ပါကြမလို့သူကခက်အေးရဲ့တုံ့ပြန်စကားဆိုပြီးတော့တစ်ဆက်ထဲမှာတိထောင်ဖို့ကကျွန်တော်ကနေကြီးရဲ့အုတ်ထဲတော့ရောက်ပြီးတော့ခင်ဗျနဲ့နေကြီးနဲ့အခုလိုနေနေကကအတူတူရှိနေအောင်သဘောမကျဘူးအဲ့တော့နေကြီးနဲ့ဝေးနေပြီဒါအတိပေးရမဟုတ်ဘူးတတိပေးတာထက်တေးတဲ့ကိုဆိုင်မြတ်မို့ပြောပြီးတော့နေကြီးကိုအပြင်ဘက်ကိုဆွဲခေါ်သွားတယ်နေကြီးကတော့ကိုဆိုင်မြတ်မို့အာနာတယ်လို့လူမွေးခေါင်းပါပြီးထုတ်ချက်အနာကျင့်လုံတဲ့သူရဲ့ကြောပင်ကိုအကျယ်ပြီးတော့သာကြည့်နေပြီးသူဆွဲခေါ်ရတဲ့ကိုလိုက်သွားရပါတယ်တောင်ဝင်းလေးကကံမြင့်ကြီးနားကခုံတဲ့တခုစီကိုရောက်တော့နေကြီးရဲ့လက်ကိုလှောချပြီးနေကြီးကိုခါထောက်ကဘသူရဲ့ခွေးမျိုးချက်နဲ့မင်းယောက်ျားတစ်ယောက်နဲ့အလောက်အရန်ရင်းနေပြီးတော့အသားရုပ်ခွေပေးနေရလဲဟမ်သူ့ရဲ့နေကြီးရဲ့ကုတ်သေးခါကိုထိပါလာတဲ့စကားကြောင့်နေကြီးသူ့ကိုစိတ်ဆိုးကသူ့ရဲ့ပါးပြင်ကိုရင်နာစွာရိုက်မိတယ်ပြီးတော့နေကြီးသူ့ကိုလက်ညှိုးထိုးကနေ့စကားကလေနှမကြီးကိုရှင်မစပြောပြီးတော့ငါ့ကိုတကယ်အသားယူတာနေလားကိုဆိုင်မိုးလာပြန်ပြီးတော့စဉ်းစားကြည့်ပါဦးနောက်ပြီးတော့နေကငါ့ရဲ့အုတ်ထင်းသူမဟုတ်ဘူးနေကြီးကသူ့ကိုကြောခိုင်းပြီးထွက်သွားဖို့အလုပ်နေကြီးရောနောက်ကနေသူ့ရဲ့ရင်ခွင်နဲ့ဆွဲဖက်ထားပြီးဒီလိုပဲကိုပြောချင်တာကြီးအကုန်ပြောလုံးစင်တာလုပ်ပြီးတော့ထွက်သွားလို့ရလားနေကြီးရှင်းတယ်ဟမ်အပြစ်ဒဏ်ဆိုတာကိုတော့ခံယူသွားရမယ်နေကြီးကိုသူ့နဲ့မျက်နှာဆေးစာဘက်ကိုဆွဲလဲပြီးတော့ဒုတိယအကြိမ်နေကြီးနှကန်းလေးကိုပန်စိုးပိုင်နေနဲ့စိုက်လာတယ်နေကြီးကကြောင်ဝင်ထဲမှာတော့နေကြီးကိုအခုလိုနံရလားဆိုပြီးသူရဲ့အလုပ်မပေးဘဲအတင်းနန်းနေနဲ့သူရဲ့နှကန်းကိုစိတ်ဆိုးဆိုးနဲ့ကလိုက်တော့အားဆိုတဲ့အတန်နဲ့တူလှုပ်ပေးလာတယ်။အဲနောက်နေကြီးကသူ့အနာမှာရှိတဲ့အားကိုအကုန်သုံးပြီးအတင်းပြေးထွက်လာခဲ့မိပါတယ်။နေကြီးအတန်းနဲ့ကိုပြန်မသွားတော့ပဲကားငါးကအိမ်ကိုပြန်လာခဲ့ပါတယ်။အိမ်မေရောက်တော့အိမ်ခန်းစီကိုတမ်းပြေးကသူရဲ့လှုပ်ရဲတီကိုပြန်တွေးမိကငိုနေမိတယ်။ညနေထမင်းစားချိန်ရောက်တော့ဒေါ်ချိုကမမလေးပပကြီးကထမင်းစားဖို့လာခေါ်ခိုင်းလိုက်ပါတယ်။ဟုတ်ကဲ့ဒေါ်ချိုနေကြီးစဉ်းလာခဲ့ပါမယ်။ငိုထားတဲ့မျက်နှာကိုအဖိုးမရေမိရမျက်နှာတိတ်ကတနခါရေစဲပပလေးလင်းပြီးတော့တနခါရောင်ကောင်းဝင်ရှည်လေးကိုပိတ်ကအောက်တက်ကိုစဉ်းလာခဲ့ပါတယ်။သမီးစားခန်းလေးကိုရောက်တော့အဖိုးထူကဒါလေးသမီးဒီနားကိုလာတိုင်းသူနဲ့မျက်နှာဆေးဆိုင်ခုံဝေးထိုင်ခိုင်းပါတယ်။နေကြီးတီးဟောက်သမီးစားရင်သူမျက်နှာကိုအတက်နိုင်ဆုံးမကြည့်မိအောင်သူနဲ့အချစ်ချင်းမစုံအောင်တတိတာရှောင်နေမိတယ်။သမီးစားရင်အဖိုးထူကနေကြီးနဲ့သူ့ကိုကြည့်ပြီးတော့မိနယ်သမီးနေကြီးကိုအဖိုးလောက်ခိုင်းစာတစ်ခုရှိတယ်။နောက်တစ်ပတ်အကြောင်းပြည့်စနေလေးလားအဖိုးတီထောင်ထားတဲ့မိဘမဲခရာကကလေးတွေအာဟာရဒါနာကျွေးစင်နေကွယ်။အဲဒီနေ့မှာအဖိုးကအရေးကြီးကိစ္စနဲ့နိုင်ငံခြားကိုသွားကြရှိတာ။အဲဒီတော့ငါမိတို့နှစ်ယောက်ကပဲအဖိုးကိုစားဦးဆောင်မြော်လုပ်ပေးစေစင်တယ်။အဖိုးကစကားဆိုလိုက်တော့သူကမဆိုင်မတော့ပဲနဲ့သိကြပါဖို့ကျွန်တော်တို့နှစ်ယောက်ဆောင်ရလိုက်ပါမယ်။ဖြေလိုက်တော့နေကြီးကလည်းဖိုးကိုကောင်းကြီးပြန်လိုက်ပါရင်အဲဒီနောက်ထမင်းစားပြီးတော့နေကြီးကမိဖို့ခန်းထဲကိုဝင်ကစားထားတဲ့ပကံမြောက်ဒေါ်ချိုကိုကိုကြီးကရေးဆေးပေးနေတယ်။အဲဒီတော့ဒေါ်ချိုကမလေးမမလေးရဲ့ဒီအလုပ်တရားဒေါ်ချိုအလုပ်ပါဒေါ်စားပပကြီးတိသွားပြီဒေါ်ချိုကိုစုနေပါမယ်။ထဲပြပြပြောတော့နေကြီးကလည်းဒေါ်ချိုကိုပြုံးတာရပါရဲ့ဒေါ်ချိုရဲ့နေကြီးတို့ကမိသားစုတွေပဲသူအလုပ်ကိုအလုပ်မခွဲစားပါနဲ့နောက်ပြီးတော့အဖိုးကလည်းမစူလောက်ပါဘူးအဲတော့ဒေါ်ချိုကလည်းစက်မပြောတော့ပဲမမလေးသဘောပါပဲဆိုပြီးတော့ကိုညင်ခွင်းပေးလိုက်ပါတယ်ပကံနေဆေးပြီးတော့နေကြီးကလက်ဆေးကအိမ်မောက်ကိုပြန်တက်ရင်သမီးစားခိုင်းကအတွေ့ဒီကားထိတ်တာမှာနေကြီးအလားကိုရဲဆောင်နေတဲ့သူ့ကိုတွေ့လိုက်ရပါတယ်နေကြီးကတော့သူ့ကိုအခြေခက်ဆူဆူနဲ့ကြည့်ပြီး
သူရက်နေတဲ့နေရာကိုပြက်ပြီးအပေါ်တက်မယ်လို့အနောက်ကနေလှမ်းဆွဲကဟဲ့နေရောမင်းကိုပြောချင်ရှိတယ်နေကြီးကလည်းမျက်နှာတင်းတင်းနဲ့သူ့ပန်းလှည့်ပြီးတော့ဘာမှပြောစရာမလိုငါ့ကိုထပ်ပြီးမနှောက်ရှက်နဲ့နေကြီးလက်ကိုကန်ဆဲထားရင်သူ့လက်ကိုခါစားကအပေါ်ကိုပြက်တဲခဲ့ပါတယ်နေကြီးနောက်မှာသူဘလို့တန်ရင်ခဲ့မလဲဆိုတာနေကြီးကမဆိုင်တော့ပဲတောင်တဝါကိစ္စကိုပြက်မြင်ရောက်ကသူ့ကိုတနုံဒေါသဖြစ်နေမိတယ်အဖိုးတီထောင်ထားတဲ့မိဘမဲကေယာလီကဒိုင်းအေးသားဆိုတဲ့နာမည်လေးနဲ့လိုက်ဖက်စွာသေပေရဲ့ပန်းမီများနဲ့ဆဲဆန်းဆိုပြီးကမျိုးနဲ့အနေငယ်အလံဝေတော့တဲစိအေးချမ်းလာပါတယ်နေကြီးလေဒီဆောင်လေးရဲ့တာယာအေးချမ်းမှုကိုနှိမ့်သက်ပြီးတော့လေတီးကလည်းအေးချမ်းပျော်ရွှင်စွာအငွေအသက်လေးလေးကိုခန်းစားနေမိတယ်အဲ့ဒီချိန်9နှစ်အရွယ်ကလေးတယောက်ကပေါင်မဲတဝိတ်ကိုကိုင်ကနေကြီးအနောက်ရောက်ပြီးတော့ဆွဆွခွေအတန်လေးနဲ့ရော့မမပတ်မို့အပြုံးလေးနဲ့ဆိုလာတော့နေကြီးကလေကလေးလေးကိုနေထွေးစာပြုံးပြပြီးပန်းဝင်ယူကချစ်စီရကောင်းတဲ့ကလေးလေးရဲ့ကျေးဇူးပါနော်ကလေးလေးကိုပွေ့ချလိုက်တယ်အိမ်နာကလေးကိုလက်တွေကအာဟာရဒါနာပြုတ်နေတဲ့နေရာကိုဝင်သွားလိုက်ပါတယ်အတရာတော်မြေခွေးတစ်ခုကြောင့်နေစီအံ့ဩသွားရတယ်၃နှစ်အရွယ်ကလေးလေးမြောက်ကိုမုံများခွကျွေးနေတဲ့ချိုသားတဲ့အပြုံးများနဲ့သူ့ကိုကလေးလေးတွေရဲ့အလယ်မှာတွေ့လိုက်ရပါတယ်နေကြီးလက်ကိုဆွဲထားတဲ့ကလေးလေးကလေမမအဲ့ကိုစီကိုလိုက်ပို့ပေးနေကြီးကလည်းပို့ဖို့အသာမောင်ရေးဆိုတဲ့ခေါ်တဲ့နဲ့အတူအယုဒ္ဓအများကြီးတင်လာကမဲ့အေးစင်းပြူကိုတွေ့လိုက်ရတယ်အဲ့တော့နေကြီးကလည်းလမ်းခိုးလမ်းမှာပဲကြောင်ရက်ပြီးသူတို့ကိုကြည့်နေမိတယ်သူကတော့သူ့မမောက်မြင်တော့အပြေလွာလက်တရာအယုတ်များသွားပြီးတော့တဲပြီးတယ်အဲ့နောက်ကလေးမြောင်အယုတ်များ2ယောက်အတူဝေပြီးကြတယ်အဲ့ဒီတော့ကလေးလေးကလည်းနေကြီးကိုနှုတ်ဆက်ကအယုတ်ဝေပြီးတဲ့နေရာကိုပြေးသွားတယ်နေကြီးကနောက်တော့လိုက်ပတ်ပြီးပျော်ရွှင်နေကြတယ်သူတို့ဆောင်တဲကိုကြောခိုင်းကဥယျာဉ်လေးတဲကိုပြေးထွက်ပြီးမိုးကြမှုများနဲ့ဝဲနေမှုများဖြစ်ရောနေမိတယ်နောက်ပြီးပါမိပေါ်မှာကျလာတဲ့မြည်များကိုလည်းဘဝလေးနဲ့တုတ်ကဥယျာဉ်လေးတွေကတိတ်ပင်ကြီးအောက်မှာမြေကြီးကိုတိုးဆောင်နေတဲ့ထိုးဆိုင်ရင်တေးတဲဆဲငိုရှင်းလိုက်မိတယ်တယောက်တည်းဘာထိုင်လုပ်နေရလဲလာအထက်ကိုသွားမယ်နေကြီးချရပါတယ်သူရအတန်ကိုကြားလိုက်ရတယ်အဲ့တော့နေကြီးသူ့အတန်ကိုကြားပို့ပြီးတော့ဝမ်းနေသွားတယ်မလိုက်ဘူးဒီမှာပဲနေမှာငိုတန်ပိုင်းနဲ့ပြောတော့သူဟာဆွဲရည်နဲ့မျက်နှာနဲ့နေကြီးရှေ့ရောက်လာပြီးတော့မင်းငိုနေရလားဘာဖြစ်လို့လဲနင်မကောင်းလို့လားနေကြီးရဲ့ပကုံးမကင်ကညင်သာစာဆွဲထုတ်ပြီးတော့ငိုထားရဲ့မျက်နှာပူပူလေးကိုမေးပြားကနေဆွဲမော့စေလိုက်တယ်နေကြီးမျက်နှာမော့ကသူ့ကိုကြည့်လိုက်တော့သူရမြင့်ဝင်နေမှာဆိုရင်စိတ်တွေစိတ်ပူတရားကိုထိပြီးတော့နေကြီးရဲ့နှကန်းဖူးလေးကိုအဖျားရှိသူရဲ့နူးညံ့တဲ့လက်ဝါးလေးနဲ့ညှင်းညင်းတသားလေးကိုအပူချိန်ဆန်းလိုက်တယ်ကိုအပူချိန်ကလည်းဒါမဲ့အပူချိန်လောက်ပါပဲအဖျားရှိတဲ့အပူချိန်လည်းမဟုတ်သူကပြောလိုက်တော့နေကြီးတရားငိုတဲ့အဆောင်အိမ်မှန်ကိုသူတီဝါမှာဆိုးတာမို့ဖျားလည်းမဟုတ်ဘူးခေါင်းကိုင်းလုံးကိုတာအဲ့ဒါဆိုရင်ဒေါ်အီကိုတက်မြားကြီးပြောခိုင်းလိုက်မယ်လာကိုနဲ့အထက်ကိုလိုက်ခဲ့နေကြီးသူ့ကိုနားမလဲစွာကြည့်ပြီးစိတ်ထဲမှာလည်းနေကြီးရဲ့ခက်စားချက်တွေကိုမကက်စားပါနဲ့တောင်းမဲ့ပြီးတော့ဆွဲထားတဲ့သူ့ရဲ့လက်ကိုယုံကဘာလို့လာခယူဆိုင်နေရလဲခိုင်လို့ပဲအနာကျစ်နေပါလားနေကြီးကနာကြီးကြီးပြောလိုက်တော့သူကနေကြီးရှင်းတဲ့မင်းကကောင်းပြီးရတယ်မတန်းတဲ့မိန်းကလေးပဲနေကြီးကိုဒေါသမြင်ဝများနဲ့စားကြည့်ပြီးပြောဆိုထွက်သွားတဲ့သူ့ရဲ့ကြောပြီးကိုနေကြီးအောင်ဝဲနဲ့နာကျွဲစားရကြည့်နေခဲ့မိပါတယ်မိဘမဲခရာမှာဖြစ်သွားခဲ့တဲ့ပြဿနာကအစားကြည့်လို့သူတရားနေကြီးရဲ့ပေါ်ပို့ပြီးတော့စိတ်ငါသွားပါတယ်နေကြီးကိုတွေ့ရင်လည်းအရင်တော့အမိတ်နေမပေးတော့ဘူးလမ်းမှာမျက်နှာစစ်ဆိုင်တွေ့ရင်လည်းသူ့ဘက်ကစပြီးတော့ရှောက်သွားတယ်အခုလောကိုစီရသူရဲ့ဥပိ္ပခာပြမှုတွေကိုခံရတော့နေကြီးပြုံးမပြတဲ့အောင်နာကျင်ရပါတယ်နောက်ပြီးတော့နေကြီးနဲ့မပြောမဖြစ်ပြောရမယ်ဆိုရင်လေဒေါ်ချိုမှာတက်စစ်မယ်ပြောရတယ်တနေ့ရနေကြီးကအဲ့ကနေမှထိုင်ဝဲထိုးဖက်နေစဉ်သူကနေကြီးရှိတာမသိပဲအခန်းထဲကိုဝင်လာတယ်အဲ့နောက်နေကြီးကိုတွေ့ပါတော့ခိုင်းလို့ပဲရှောက်ထွက်သွားတယ်အဲ့နောက်အခန်းရတစ်ဖက်ခန်းကနေတန်ရှင်းလုံနေတဲ့ဒေါ်ချိုခေါ်နေရမကြောက်လားအော်လိုက်တော့သူ့ရဲ့အတန်ကိုနေကြီးအခန်းထဲကနေကြားနေရတယ်ဟုတ်ကဲ့အကိုလေးလာပါပြီဒေါ်ချိုရဲ့အတန်ကိုပါကြားရတယ်ဟိုတရားကိုသွားပြောပြီအပေါ်တက်မှာစားသွားပါလို့ခဏနေကျွန်တော်တငယ်ချင်းနေရလားမှာသူရဲ့စကားတဲ့အစုံဒေါ်ချိုမှာနေရှိရာတပတ်အခန်းထဲကိုလာပြီးသူပြောခိုင်းတာကိုပြောမလို့ပါစားပြနေစဉ်နေစီမှာဒေါ်ချိုကိုလက်ပြကပြီးတော့ရပြီဒေါ်ချိုနေစီအကောင်ကြားတယ်နေစီအခုပဲအခန်းထဲကိုပြန်တော့မလို့ပါ
သူ့เจ้าအောင်ပြောပြီးတော့အခန်းရှိရာကိုနာကျင်မှုများစွာနဲ့ပြန်လာခဲ့ပါတယ်။တန်ဆိုးမသွားရာမိုးလိုင်းလိုရွာဆိုတဲ့စကားပုံကနေကြီးအတွက်ဆန္ဒသလားအောင်မြင်ရအောင်နေကြီးကဘဝကန်ဆိုးလာပါတယ်။မိဘရဲ့ဆုံးတော့ကိုရမယ်ဖြစ်နေတဲ့နေကြီးဘဝကိုကဲတီဗီမြစ်တာတရားတွေပေးခဲ့တဲ့အဖိုးတို့တယောက်နိုင်ငံသားခီးစဉ်ကအပြင်ရုပ်တည်ရဲ့အုံနောက်သေးစောပြက်ပြီးနေကြီးတို့ကိုအပြီးတိုင်ထားခဲ့ပါတယ်။နေကြီးရဲ့အတွက်အဖိုးရဲ့ဆောက်ရှောက်မှုတွေကိုအစိတ်တို့အတွင်းမဲ့ရရှိလိုက်ပေမဲ့အဖိုးကိုအဖိုးအရင်တရားလုံးတရောကျွတ်တဲ့ကအဖိုးဆုံးဝတော့ရင်းနှီးအောင်ခံစားရပါတယ်။ဒါဆိုရင်ငငယ်လေးကလေးကအတူနေလာတဲ့အဖိုးရင်ဖြစ်တဲ့သူအတွက်တော့ဘယ်လောက်ထိခံစားရမလဲ။သူတော်တော်ခံစားနေရမှာလား။နေစီသူ့ကိုနှစ်သေးပေးစစ်ပေမဲ့အဖိုးဆုံးမိကလေးကဘယ်သူနဲ့မှစကားမပြောတော့ပဲအခန်းအောင်းနေတဲ့သူတယောက်ကြောင့်နှစ်သေးပေးဖို့အခွင့်မသားခဲ့ဘူး။တနေ့တော်ဆိုတယောက်ညနာမကောင်းစွာနဲ့ခမင်းဟင်းများထဲထားတဲ့စတေးပန်းတစ်ခုကိုသူရဲ့အခန်းကနေပြန်တဲလာကိုတွေ့ရပါတယ်။အဲတော့နေကြီးကလည်းတော်ချိုးစီမှာစတေးလင်မန်းဦးထောင်ကသူအခန်းစီကိုပြန်တဲသွားလိုက်ပါတယ်။အဲတော့အတေပမာပေးထားတဲ့အခန်းတကောင်ကိုခောက်လိုက်တယ်။သုံးခါလောက်ခောက်ပေမဲ့တုံ့ပြန်တဲ့မကြားရတော့မို့နေကြီးကသူ့နာမည်ကိုလှမ်းခေါ်လိုက်တယ်။မနာထုံတကောင်ပို့ပေးပါဦး။ဒီမှာနနက်စာလောက်ပို့ပေးတာ။မစားချင်ဘူး။ငါ့အောင်လာမနောက်နဲ့။သူရဲ့အော်တန်ကိုကြားလိုက်ရတော့နေကြီးကလှမ်းသွားပေမဲ့လက်မလျှော့ဘူး။နေမပွေးမပေးမစစ်ငါဒီကနေခြေလန်းတလန်းလောက်ရေးမှာမဟုတ်ဘူးနော်။အဲဒီနောက်မှာဒီကနေဆိုရဲတကောင်ပေးတဲ့နေ့အတူတကားနောက်မှာခတ်တယ်မာကျောနေတဲ့မျက်နှာနဲ့သူ့ကိုတွေ့လိုက်ရပါတယ်။အဲဒီနောက်မပြောမဆိုနေကြီးလက်တွေကခမင်းရင်စတီးလင်မဲကိုဆွဲယူပြီးအဝေးကိုလွှင့်ပြလိုက်တယ်။ဝိုင်းကနေအတန်နဲ့အတူနေကြီးအားကြောင်းလက်သွားပြီးခနာကိုလေးကိုကျုပ်ကနားနှစ်ပတ်ကိုပိတ်ထားမိတယ်။အဲဒီနောက်သူကဟိုးဆိုပြီးအတန်မီဝါတကားကိုပြန်မိသွားတယ်။နေကြီးကတော့မတက်ရနိုင်ဆွဲမရှိတော့ပဲအခက်ရှိမှာကြိုးကြုံနေထိုင်ပြီးတဘာနှစ်ပတ်ကိုမျက်နှာမှာအုပ်ပြီးတော့ဝဲနေစွာငိုနေမိတယ်။နေကြီးမနဲ့တုံးကကိစ္စနဲ့ပတ်သက်ပြီးတော့တော်တော်လေးဆက်ကြီးကနာကျင်ခဲ့ရပါတယ်။နောက်ပြီးတော့နေကြီးကိုအလိုရှိတဲ့သူတွေမရှိတော့တဲ့ဒီအင်ကြီးမှာနေကြီးကဆက်နေလို့ရပါမလား။အတူသက်ပြီးသူတရားနေကြီးကိုအခုဆိုရင်အရင်တက်ပို့ပြီးတော့မုန်းသားပြီးစကားလည်းမပြောတော့ဘူး။အားကြောင့်နေကြီးထွက်သွားရင်ကောင်းမလား။သူစိတ်ဆန်းသာသွားအောင်။ဒါပေမဲ့လည်းသူအဖိုးကြောင့်သူတော်တော်ခက်စားနေရတာ။အဲ့ဒီအချိန်မှာသူ့ကိုတယောက်တည်းနေကြီးကမသွားသိဘူးဆိုပြီးနေကြီးတယောက်တည်းအခန်းထဲမှာအတွေ့များနေခဲ့တယ်။အချက်ကထူးဆန်းနေနော်။နေကြီးသူ့အဘောကိုမုန်းလို့မရအောင်ကိုချစ်နေပြီးထင်ပါတယ်။သူကကို့အဘောကိုဘလောက်ပဲအမိတ်နေပြင်းနေပါစေအနာကျစ်နေပါစေအဟွေမောင်းထုတ်နေပါစေနေကြီးသူ့အဘောစိတ်ဆိုးချင်ဆိုးမယ်ဒါပေမဲ့မုန်းလို့မရဘူး။အဲ့ဒီနေရာအကြောင်းကအပြင်သူဆိုင်တဲ့ကြေးအိုးကိုဝေလာခဲ့တယ်။အဲ့တော့ကြေးအိုးထုတ်လေးကိုဆွဲပြီးနေကြီးအခန်းထဲဝင်ဝင်။အော်နေကြီးတော့ပြန်လာပြီလား။မမမအားနိုင်နေရဆိုလို့အားရှိအားကျက်ဆွပြုတ်လင်းလာတိုက်တာ။မန်အင်ဂျင်ဖြိုတရကျက်ဆွပြုတ်ပကံကိုကိုင်းပြီးနေကြီးပြန်လာတာကိုမသိချင်အောင်ဆောင်နေတဲ့ဖုံသုံးနေတဲ့သူ့အနာကိုထိုင်းနေတယ်။တော့မှအားရှိအားတောင်းလိုက်အောင်။သူ့ကိုနေကြီးရှိမှခွရွှေးနေတယ်။အဲ့တော့နေကြီးလက်ထဲမှာညနာငဲနေတဲ့ကြေးကိုထုတ်လီကိုအသားလေးအနာကိုခွဲကမိဖို့ထဲမှာဟင်းဆက်နေတဲ့တော်ချို့ကိုပြေးလိုက်ပါတယ်။အဲ့နောက်နေကြီးလေးတွေးတဲ့အချင်းလေးများနဲ့အပေါ်တဲအိတ်ကန်းစီကိုအသက်မဲ့သူပမာတက်လာခဲ့မိတယ်။အခန်းကြီးကကတင်ပုံးလေဘလို့ရောက်လာမယ်မသိတော့ဘူး။အဲ့နောက်မြေများပါမိဘကိုစီးကြလာကနေကြီးရဲ့ရင်ထဲမှာလည်းခက်ခဲပင်မဲ့နာကြီးရတဲ့သုံးမဆက်တစ်ခုကိုချလိုက်တယ်။နေကြီးညာရောက်တော့သူထိုင်နေတဲ့ airport ကအဲကဲစီကိုလမ်းလာခဲ့တယ်။အဲ့နောက်နေကြီးကိုကြော်ပြအနေထားနဲ့ကွန်ပျူတာနဲ့စရင်စီအားတွေတက်ချက်နေတဲ့သူ့ကိုတွေ့လိုက်ရပါတယ်။အဲ့နောက်နေကြီးကသူ့ရှိကခုံမဝင်ထိုင်ပြီးသူ့ကိုကြည့်ကနေကြီးနေမှရှိတဲ့မိုင်ခွဲအတော်နဲ့ပဲသွားနေတော့မယ်။အဲ့ဒါပြောတာ။နေကြီးမျက်ရည်မကြားမိအောင်ပြောရင်းနဲ့ထပြန်မဲ့အလို့ရထားလိုက်။နေပြောချင်တာပြောပြီးတော့အရင်ထွက်သွားလို့ရမယ်လို့ထင်နေရလား။မင်းကငါအရင်တော့ပြောခဲ့တဲ့စကားတခုမေ့နေပြီလား။မင်းကငါပိုင်နဲ့အယုတ်တရုပ်ဆိုတာကိုလေ။အဲ့တော့မင်းဒီအိမ်ငါထွက်သွားဖို့လုံးဝစိတ်မကူနဲ့ကြလား။သူကနေကြီးကိုပြောပြီးတော့သူအလို့သူဆက်လုံးနေတော့နေကြီးမကြားမိအောင်ထိန်းထားတဲ့မြည်တွေဘားပေဝက်ကိုစီးကြလာပြီးအားဆိုနေကြီးကဦးဝနာထွက်အတွက်နေကြီးရဲ့တပုံမလုံးကိုအယုတ်တရုပ်အဖြစ်ဖြစ်တာပေးဆက်နေရမယ်ပေါ့ဟုတ်လား။နေကြီးရဲ့တုံမိုးကချစ်အတွက်အယုတ်တရုပ်တာပဲလားဟမ်။နေကြီးကနနာကျင်နဲ့သူ့ကိုမြင်လိုက်တော့လူတရားကွန်ပျူတာကိုပိတ်ပြီးနေကြီးကိုအချစ်ဆူဆူနဲ့ကြည့်ပြီးတော့
နေစီမင်းတေဘာဖြစ်နေရလဲဟမ်ဘာလဲငါနဲ့မမကိုတမင်တိုးနေရလား तू ဟာ तू အစ်စ်တိုင်းလိုက်ကဲတော့ तू ပဲ तू ရဲ့သူ့ဘက် तू လိုက်ကမင်းလာတယ်အဲ့တော့နေကြီးကလည်း तू အပေါ်ဘလောက်ပဲစစ်စစ်မိမမှတော့အတီးကမခန့်တာဘူးနေရလေကို့ဘက်ကိုရက်တက်လိမ့်မျိုးပဲကို့အပြစ်ကို तू မအပြစ်ပြအောင်လုပ်တတ်တဲ့သူနေနဲ့ကနှစ်ယောက်စားကကိစ္စမှာမအင်းစင်းပြူကဘယ်ကနေပါလာလဲနောက်ပြီးတော့ငါမှနေလို့နှစ်ယောက်ကိုတဝင်တိုးဖို့နေတတ်ငါချစ်သူကိုဆိုင်မြတ်မို့အကြောင်းတွေးစေမရအောင်ကိုကြောင်းဆိုင်ရများနေသိရလားနေကြီးဟာသူ့ရဲ့စကားကိုပေးစင်နာနဲ့ပဲကိုဆိုင်မြတ်မိုးဆွဲထည့်ပြီးတော့သူ့ကိုဆိုင်မြတ်မိုးကနေကြီးရှိသူပါဆိုပြီးတော့လိန်ပြောလိုက်တယ်အဲ့လိုနေကြီးရဲ့အပြေတန်ကိုကြားရပြီးသူတယောက်ဘာဆိုရင်အတန်နဲ့တူနေကြီးကိုစာမတဲဝါမတဲ့ဒေါ်တာမြင့်ဝများနဲ့စားကြည့်ပြီးနေကြီးအနားလာကနေကြီးရဲ့ဘကောင်းကိုခက်ဆော့ဆော့လှုပ်ကန်ပြီးတော့ပြန်ပြောလိုက်စမ်းနေကြီးမင်းနဲ့ဟိုကောင်ချစ်သူတွေဖြစ်နေပြီဆိုတာသူပြောတော့နေကြီးဟာသူ့ရဲ့မြင့်ကိုအစီစူးနဲ့ကြည့်ပြီးတော့ကိုဆိုင်မြင့်မိုးကနေကြီးရဲ့စကားတဲ့မဆုံးသေးသူ့ရဲ့အနှမ်းကျကျများနဲ့နေကြီးရဲ့နှကန်းပူပူလေးကိုတိမ်ပန်လိုက်ပါတယ်အဲ့နောက်နေကြီးရဲ့နှကန်းပူပူလေးအထိတာမကသူ့ရဲ့နှကန်းများကနေကြီးရဲ့လက်ကုပ်ပေါ်အထိကျူးကြောင်ဝင်ရောက်လာတော့နေကြီးတရားကြောင်းလဲသွားပြီးသူ့ရဲ့အတင်းတိုးမြော်သူ့ရဲ့ပါးကိုအပြစ်ပြင်းနဲ့တက်ဆက်ရမ်းလိုက်တယ်သူကလည်းမလျှော့သေးပဲနေကြီးကိုဒုတိယအကျအတေးပြဖက်ကသူ့ရဲ့နှကန်းများလက်ကုပ်နဲ့နှာပြားလေးတွေစီကိုလာရောက်ထိခတ်တယ်အဲ့နောက်နေကြီးကတကြောင်လန့်လန့်နဲ့အတင်းယုံမြော်နေကြီးကိုလို့ပြောနေရနော်မလို့ဘူးမင်းကငါပိုင်နဲ့အယုတ်တရိုးဆိုတော့တက်တည်ပြမယ်နေကြီးကိုအခန်းထဲစီကိုအတေးဆွဲခေါ်ကြကနေကြီးရဲ့နှလုံးသားမကအသွေးသားကြီးပါသူ့ရဲ့လျှောက်မှုမှုကိုခံလာရပါတယ်မနက်ခင်းနေအောင်ကြီးကနေကြီးမျက်နှာဘက်ကိုဖျားချလာတာကြောင့်နေကြီးမျက်ခွန်ဖူဖူလေးတွေကိုပြင်းပြင်းဆောင်ဖွင့်ရလာပါတယ်အဲ့နောက်နေကြီးစောင်းပပလေးတစ်ထည်သားလွှမ်းပုတ်ထားတဲ့ခနာကိုရှက်ရွံ့စွာတတိထားမိတယ်အဲ့နောက်အိယာရဲ့တစ်ဖက်ဘေးမှာသူမရှိတာကိုလည်းတတိထားမိတယ်နေကြီးတရားညာတော့ကအပြည့်ပြတ်တော့ကိုပြန်ပြီးတော့တွေးရရင်ရန်ယုံဖန်းနဲ့ဆေးပြစ်ပေါ်ကပါမိပေါ်မှာမိအများကပူစင်းကြလာခဲ့တယ်အဲ့နောက်ပြက်ကျဲနေတဲ့အဝေးဆောင်ကောက်ယူကရေချိုးကန်နဲ့အမြဲလဲပြီးနေကြီးအခန်းထဲကိုပြင်လာခဲ့တယ်အဲ့ဒီနေ့မှာနေကြီးចောင်းသွားစဉ်လည်းမရှိသလိုသူနဲ့လည်းမနဲ့ဆေးဆိုင်မတွေ့ချင်တာမို့အခန်းအောင်ပြီးတော့တာနေမိတယ်။စကားခောက်တဲ့စားရတာကြောင့်နေချင်းငိုလုံးအားကြီးပြီးပြင်ပြန်လို့အိပ်ပျော်နေရမှနိုးလာခဲ့ပြီ။စကားနောက်မရဲတရဲသွားကဒေါ်ချိုအတင်နဲ့တကောင်းဖွင့်လိုက်တော့မမျော်လင့်ပဲသူ့ကိုတကားရှိမှတွေ့လိုက်ရပါတယ်။အဲနောက်နေကြီးအခန်းတကားကိုရုတ်တရက်ဆက်စီပြန်ပေးလိုက်တယ်။ဝယ်နေနာကျင်စွာတယောက်တည်းငိုနေမိပြန်တယ်။သူနဲ့ပတ်သက်ရင်အရာရာပျော်ညမ်းနေတဲ့နေကြီးကိုလည်းအံ့ဩမိတယ်။မမလေးသမီးစားရအောင်နဲ့အကိုလေးခေါ်ခိုင်းလိုက်လို့ပါနေစီမစားလို့မစားတော့တော့ချိုမမလေးနေမကားလို့လားနေစီခေါင်းကိုက်နေလို့ပါအိမ်နောက်စကားနောက်တရားပါလာလားမိုးထားတဲ့အချိန်ကြောက်လာမသိနေစီအမှန်တကယ်ခေါင်းကိုက်လာတယ်တော်သေးတယ်တော်ချိုကနေစီအတွက်ဆံပြုံးနဲ့ဆေးလာပို့ပြီးလို့အိမ်နောက်နေစီဆံပြုတ်ကိုတောက်ပြီးဆေးလုံးကိုတောက်တဲ့အခါတေးအစိမ့်နဲ့အစ်စ်နာကြောင့်အိပ်ပျော်သွားတယ်နေစီအိပ်ပျော်နေစဉ်နောက်မှနေစီခေါင်းကိုဖတ်ထားတဲ့လက်စုံကြောင့်နေစီလန်နိုးလာပြီးမိခလုတ်ကိုဖိတော့နေစီအိပ်ရပြီးနောက်မှာသူ့ကိုတွေးလိုက်ရတယ်။အိမ်နောက်နေစီကလေးပေါ်ကနေဆွေးမိဟေးဒီအခန်းထဲကိုဘလို့ဝင်လာလဲအခုထွက်တာနေစီကြောင်လဲတကြားអော်လိုက်တယ်။အိမ်နောက်သူကနေစီအနောက်တပြေးပြေးတိုးဝင်လာတာကြောင့်နေစီကြောင်လဲတကြားအနောက်ကိုတပြေးပြေးဆုံရင်နေရနဲ့ကြောကက်မိရာကြောင့်တကားပေါက်ကနေအခန်းပြင်ကိုထွက်ပြေးမဲ့အလို့သူရဲ့ဖန်ဆွဲစင်းကိုခံလိုက်ရပြီးနေကြီးရဲ့လက်နက်ဘက်ကိုသူဖန်ဆုပ်ထားကနေကြီးကိုနေရနဲ့ကတ်ထားပြီးတော့မင်းကဘာတွေးပြီးတော့ကြောက်နေရလဲငါမင်းနေမကောင်းဆိုပြီးတော့စိတ်ပူလို့ရန်နာကနေကြော်ပြီးတော့တက်လာနောက်ပြီးတော့မင်းနေမကောင်းတာငါပြောကမကီဘူးမဟုတ်လားနေကြီးကိုလှောင်ပြောင်နေရစင်းနေစီပြီးပြောနေရဲ့သူမျက်နှာကိုနေကြီးထူရန်ပြစ်စင်နေအိမ်နောက်နေကြီးသူ့ချစ်တာကိုတန်နေလာတဲ့အခါနားလိုက်တာစကားနဲ့ပြန်ပြောလေဘာလို့ချစ်တော့ပါရရလဲသူရဲ့ရှုံးမဲနေရဲ့မျက်နှာကိုမြင်လာရတာကြောင့်နေကြီးစင်းနေစွာပြုံးပြီးတော့မှတ်ပြီလားနောက်တကငါအတောင်ထီရဲ့တီးချေနစ်သေးပြီနေကြီးသူ့ကိုအန်လဲစိတ်ကပြောတော့သူနေကြီးကိုအန်အော်ရဲ့မျက်နှာမူရနဲ့နေကြီးမေးချတော့တီကတန်ချတော့တီလားငါအယုတ်တွေကျိုးကုန်ပြီထင်တယ်တော်ပြီငါအခက်မပြန်နိုင်တော့ဒီမှာပဲအိတ်တော့မယ်
ငါနေရလို့ပြောနေတဲ့ခြေထောက်များနဲ့လှိမြဲစွာနေကြီးရဲ့အိယာပေါ်မှာလဲနေပါတယ်နေကြီးကလည်းသူ့ဟန်ဆောင်နေရတိဟာကြောင့်သူအနားကိုသွားပြီးခုနကတော့ငါနေရခြေထောက်တစ်ဖက်ထဲကိုပဲတက်နေခဲ့ရလေအဲ့တော့နေရမနိုင်နောက်တစ်ဖက်နဲ့နေအခန်းကိုပြန်လိုက်တော့သူ့ကိုကတိဘော်ကနေရတင်းဆဲကြတော့သူကနေကြီးကိုပြောင်ဆက်ဆက်မျက်နှာနဲ့မသွားနိုင်ဘူးကတိဘောင်ကိုကိုက်ဆွဲထားတယ်အဲ့တော့နေကြီးကအားနဲ့သူ့ကိုဘလို့မှမဆွဲနိုင်တာကြောင့်နေကြီးကလက်လျှော့သွားခဲ့ပါတယ်အဲ့တော့သူကနေကြီးကိုစားကြည့်ပြီးနေကြီးကိုဘာတက်နာသေးလဲဆိုရဲပြုံးနဲ့နေကြီးကဖလုံးကိုတော့ပတ်စိုးပါနဲ့ခွာပြီးတော့အိတ်နေလိုက်သေးတယ်နေကြီးသူ့ကြောင့်ကောင်းကိုင်းနေရတော့ဘယ်ပြောင်းသွားလဲမသိဖြစ်ကကတိချင်းရင်မှာမတည့်ရနေမိတယ်နောက်တော့သူ့ရဲ့ဘေးနားမှာသွားထိုင်ပြီးတော့သူ့ကိုပြုံးကခုနကငါနီးရဲ့ဘယ်ရှိတော့ကိုတနေလိုက်တာလဲဟင်ဘာလဲစင်းလင်းပေးမလို့လားအားဆိုရင်တော့ငါရှိတော့ကိုလိမ့်ပေးနော် no စင်းလင်းပေးမလို့မင်းတော့မဟုတ်နော်တန်နေရှိတော့တစ်ချောင်းမှာချိုးလိုက်မလို့နေစီသူ့ရဲ့ဘယ်ရှိတော့ကိုဆန်းဆောင်ကကင်မိုးပြင်းနေတော့နေစီထင်နေတဲ့အတိုင်းသူကကလေးပေါ်မှာကြောင်းတဲ့တစားခုံဆင်းပြီးတော့ရိုက်ရှိတော့ကတက်တာသားပြီးအခက်နဲ့ပေါ်ပဲပြန်အိမ်လိုက်တော့မယ်အခက်နီးကလည်းနေမြဲစွာထွက်သွားရင်နေကြီးဟာသူ့ရဲ့အပြည့်ကိုအစင်နဲ့စစ်စင်နဲ့ကအောင်နာသူအပြုံးနဲ့အိမ်ရပေါ်မှာပျော်ကြီးအိမ်လိုက်ပါနေကြီးဒီနေ့မနေ့ကဘာကြောင့်မသိပေါ်ပန်လန်းဆန်းနေတယ်အဲ့နောက်ရေမိုးချိုးအင်းကြီးလဲပြီးတောင်းတော်ဝုတ်ပြင်းစင်ကအောက်ထက်ကမနေ့စာစားရဆင်းလာခဲ့ပါသည်သမီးစားကန်းထဲမှာဒေါ်ချိုပြင်းစင်ပေးထားတဲ့ကော်ဖီနဲ့မိုးဘက်ကောင်ကိုသာတွေ့ရပြီးသူ့ကိုမတွေ့ရသေးဘူးအဲ့တော့နေကြီးတယောက်တည်းလှလှလန်းလန်းနဲ့မနေ့စာစုပ်ပြိုတစ်ခုကိုသာစားထားတာကြောင့်ဆာနဲ့ကော်ဖီနဲ့မိုးတို့ကိုရေရှက်စားနေစဉ်နားလိုက်တာဒေါ်ချိုရေကျွန်တော်ကိုရေခဲအိတ်လည်းယူလာပေးပါဦးသူတရားခြေတော်ထုံးနေနဲ့သမင်းစားခဲဝင်လာပြီးတော့နေရှင်နဲ့မနေ့စေးဆိုင်ကိုမှဝင်ကြလိုက်ပါအိမ်တော်နေကြီးကိုတခုဝပြင်းရပြေးစင်းနေစဉ်ဒေါ်ချိုရောက်တာကြောင့်ရေခဲအိတ်ကိုလမ်းယူလိုက်တယ်အိမ်တော်ဒေါ်ချိုကသူ့ကိုအံ့ဩရဲကြီးနဲ့အခုလေမင်းကြီးကမမလေးရဲ့အတွက်စိုးပြလှုပ်ပြီးတော့အကောင့်ပါအခုမှခြေတော်ကဘလို့ပြေးလို့ရောင်းနေရလဲအံ့ဩတကြီးမြင်လိုက်တော့နေကြီးတရားသူကနေကြီးအတွက်စိုးပြလှုပ်ပြီးရဲဆိုရဲအတန်းကြောင့်တောင်းနေရဲ့ကော်ဖီပြေးတီးသွားပြီးတော့အိမ်တော်သူကနေကြီးကိုကြည့်ပြီးညကျွန်တော်ခြေတော်ကိုနွားမှာတက်နေသွားလေပြင်လိုက်တော့ဒေါ်ချိုကအကိုလေးကလည်းဒီအိမ်မှာမောင်မမရှိတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲနေကြီးကသူ့ကိုပြောမဲ့သိပေမဲ့နားမလဲစားရဒေါ်ချိုကလေသူကမမရဲ့မောင်လေးလေအဲ့တော့အိမ်မက်ထဲမှာနွားကိုတွေ့ပြီးတော့တနည်းခံရနေမှာပေါ့သူ့ကိုကြည့်ပြီးပြန်ပြောလိုက်တော့ဒေါ်ချိုတယောက်နေကြီးတို့နှစ်ယောက်ပြောတာကိုတယောက်တည်းနားမလဲစားကောင်းလေးငိမ့်နဲ့မိဘခံနဲ့ဟင်းချက်ရဲ့ပြောင်းပြီးဝင်သွားတယ်ဒေါ်ချိုထွက်တော့သူကနေကြီးကိုကြည့်ကမင်းငါ့ကိုနွားလို့ပြောလိုက်တာလားကိုကိုလက်ခံရင်လည်းပြီးတာပဲကဲတောင်းတော့ကြနေပြီသွားလိုက်ပါဦးမယ်နေကြီးကအောင်နန်သူအပြုံးနဲ့သူ့ရဲ့ရှေ့ကနေထွက်လာခဲ့ပါတယ်ကားရဲရောက်တော့သူ့အပေါ်နေကြီးလုံးမိရလွန်သွားလာလို့သူ့ရဲ့ခြေထောက်ကတရားကိုမြင်ရပြီးနေကြီးကစင်မကားဖြစ်နေမိတယ်တဆက်တည်းနေကြီးအပေါ်သူ့ကျွန်းလွန်ခဲ့တာတွေကိုပြန်လဲမြင်အောင်လာပြီးသူ့အပေါ်ချစ်စိတ်နဲ့နာချစ်စိတ်တို့လွန်ဆန်နေမိတယ်နေကြီးညနေကတောင်ဝုတ်ပြန်လာတော့အခန်းထဲမှာထိုင်နေတဲ့သူ့ကိုတွေ့လိုက်ရတယ်သူ့ကိုနေကြီးကြော်သားပြီးအိမ်ပေါ်တက်မယ်လို့နေကြီးမင်းမလူမှုရေးအသေးစိတ်လည်းမရှိဘူးလားဒီမှာမိသားငါးယောက်တရားရနေရလေသူကပြောတော့နေကြီးရတယ်သူကအနားကိုသွားပြီးသူ့ကိုရွဲကအဲ့တော့နေကြီးကသခင်လေးကိုဘာလုပ်ပေးရမလဲမိတော်မူပါရှင်အမိတော်နာခံလျက်ပါနေကြီးကအဲ့လိုပြောလိုက်တော့သူကနေကြီးကိုဆေးဆူပဲလေသားနဲ့မင်းငါ့ကိုလာရွက်နေရလားရောက်ပြီးတော့ဘာလုပ်ပေးရမလဲဆိုတာကိုငါပြောပြနေရအောင်မှာလားမိဘသားမင်းအလားတတိလုပ်ပြီလေပြောပြီကိုဘာသာပဲဆေးလေးပေးလိုက်တော့မယ်မင်းလည်းခိုးလိုက်တော့အဲ့လိုမျိုးပြောတော့နေကြီးအရှိမအမြဲတမ်းဒေါသပြည့်နေတဲ့သူကအခုလိုကလေးလေးတရားလုံးစိတ်ဆိုးနေအောင်မြင်ရတော့နေကြီးမီမိရစိတ်ကိုတင်းနိုင်အခန်းထဲမှာရှိတဲ့တက်စင်နီစေးပုံးလေးကိုသွားယူလိုက်တယ်အဲ့နာသူရှိရပြန်လာပြီသူရှိတာကိုစိတ်နေပေးလိုက်ပါတယ်သူကတော့နေကြီးစင်းနေပေးနေရကိုအာယုံဆိုင်နေရလားမဆိုင်လားမသိနေကြီးသူ့ကိုကြည့်နေတော့နေကြီးစင်းလန်းယူရင်သူ့ရဲ့မျက်ဝန်းနေမှာမြင်ရတယ်အဲ့နာသူ့ရဲ့အနာကိုအရက်ပြန်တိုက်တော့စလိုက်တာဆိုပြီးနေကြီးလက်ကိုလာခိုင်းတော့နေကြီးသူ့လက်ကိုခက်ပြပြပြန်လက်တစ်ဖက်နဲ့ရိုက်တယ်နေကြီးမင်းတော်တော်ရက်ဆက်တာပဲဒီမှာတနာမပြောက်သေးဘူးနောက်အနာတခုကိုတူမင်းလုပ်တယ်လုံးပါပဲစေးလေးပေးနေရဘာလို့အသားလာယူနေရလဲနေကြီးသူ့ကိုမိတော့သူကနေကြီးမျက်နှာနာကိုသူ့မျက်နှာတိုးလာပြီနေကြီး
မင်းနဲ့ကိုကြာမှာဇက်ကင်ထားတဲ့ပိုတဲ့အရာကြီးဖြစ်ပြီးဆိုတာမင်းမေ့နေရလားပြောင်ချော်ချော်မျက်နှာနဲ့ဟိုနေညအကြောင်းပြန်ပြီးအစားဖော်ပြီးပြောနေတော့နေစီစင်းလေးနေရာမှာဆက်စင်မတ်တက်ရက်ပြီးတော်ပြီနေအဲ့ဒီကြောင်ပြန်ပြောနေမယ်ဆိုရင်ကို့ဘာသာပဲဆက်လင်းနေလိုက်တော့နောက်ပြီးတော့အဲ့ဟာနေအပေါ်တင်းနေတဲ့ငါရဲ့ဝစ်ကြွေတယ်အကုန်ဆက်လိုက်တာလို့ပဲငါအမှတ်ယူလိုက်မယ်အဲ့တော့နေငေါ့လူလောက်ခင်ပေးလိုက်ပါတော့နေကြီးအားပြောတော့သူနေကြီးနဲ့ညနေစစ်ဆက်မှာမတ်တက်ရက်ပြီးနေကြီးပကောက်အောင်လှုပ်ကနေကြီးမင်းကဒီအိမ်ကနေထွက်သွားဖို့ကိုအကိုတီစေးစားတော့မယ်လားဒါဆိုရင်ဆက်ပြီးတော့စိတ်ကူးရင်နေတာငါကမိကိုတေးတဲ့အထိဆွဲထားမှာသူကပြောတော့နေကြီးအတားကြီးကိုကြောက်လာပြီးမြေရီများကမြင်ဝတ်အိမ်မှာချက်စင်ဆိုးတက်လာကနေတော်တော်အတ္တကြီးပါလားငါကနေထင်းနေတို့အယုတ်တရမဟုတ်နော်လူငါမှလည်းခက်စားတတ်တယ်နာကျင်ဝမ်းနဲ့တက်တဲ့နှလုံးသားရှိတယ်နေကြီးဟာသူရှိမှဟမ်မဆောင်နိုင်ကမျက်နှာကိုလက်ဝါးနဲ့အုပ်ကငုံမိတယ်အိမ်နောက်သူကနေကြီးလက်နှစ်ပတ်ကိုအသားရမျက်နှာဘော်ကဆွဲဖယ်ပြီးသူရဲ့လက်ဆောင်လေးများနဲ့ပါမိဘော်ကမြည်ရည်လူလေးကိုအသားရတုပ်ပြီးတော့ညှင်သားရင်အတန်နဲ့နေကြီးကိုမျိုးအလောက်တော့အနာကျင့်မိသွားတာရင်ဒါဆိုရင်တော့ကိုတောင်းမှတ်ပါရင်နော်နောက်တကမင်းကိုရှိမှမြည်ရည်မကြပါနဲ့မငိုပါနဲ့ကိုမခတ်စားနိုင်ဘူးအဲ့အပေါ်ပြေးလို့လည်းမင်းတီလားကိုကမင်းကိုသူပြီးအောင်မပြောခင်မှာပဲနေကြီးနားကိုလက်နှစ်ဖက်နဲ့အုပ်ပြီးတော့တော်ပါတော့နေကြီးရဲ့ခန်းစားချက်တွေကိုထည့်ပြီးတော့မခတ်စားပါနဲ့နေကြီးနားမထောက်ပြရစေနဲ့သူကနေကြီးကိုသူ့ရဲ့ရင်ကနေဆွဲတင်ပြီးတော့စစ်တယ်ကိုမျိုးအရန်စစ်တယ်နေကြီးလေအဲ့ဒီစကားကိုသူပြောလာတဲ့အချိန်မှာအော်ဆုံးရသွားပြီးတော့တစ်ဆက်တည်းမှာပဲသူ့ကိုတွန်းကတော်ပါတော့နေကြီးကိုတွဲခဲ့ဘူးတဲ့မိန်းကလေးတွေကိုသဘောထားတာနောက်ပြီးတော့ဖြစ်သူရှိလျက်နဲ့ဒီလိုစကားမျိုးပြောတင်ပါဦးနေကြီးအပေါ်တဲ့အိတ်ခမ်းချီကိုပြစ်တက်လာခဲ့တယ်နေကြီးတို့မိန်းမတွေကမုန်းကိုတော့ဝေစားနိုင်မယ်အစစ်ကိုတော့ဝေမမယူနိုင်ကြဘူးသူကနေကြီးကိုချစ်ခွေးပန်တာကိုနေကြီးပုံမှန်ဆိုကြည်နူမိမှသေးကြတယ်ဒါပေမဲ့သူ့မှာမန်အင်ဂျင်ပြူရှိလျက်နဲ့နေကြီးကိုဒီလိုစကားမျိုးပြောတာတော့နေကြီးလည်းမခံနိုင်ဘူးနောက်ပြီးတော့နေကြီးသိချက်တယ်နေကြီးအပေါ်သူတံမိုးထားစစ်သလောက်သူကတော့နေကြီးကိုတံမိုးမထားဘူးနေကြီးရဲ့စစ်တီဟာတံမိုးမဲနေရလားဘာလို့သူနဲ့ပတ်သက်တာအမြဲရှုံးနေရလဲနောက်တော့နေကြီးသူ့ကိုထိရမှကြောက်လာတယ်သူနဲ့ပတ်သက်ပြီးတော့နာကျင်ရတာများလာတယ်နေကြီးအဝိဇ္ဇာအနေငယ်ထဲထားရင်လက်ဆွဲအိတ်လေးကိုကားအပေါ်တန်းကိုတင်လိုက်တယ်အဲ့နာကားမယ်ဘေးပေါ်မှာထိုင်ပြီးလုံးဝချင်းမစားတော့ဘူးလို့ဆုံးဖြတ်ထားရဲ့ငုံမျိုးကြီးကိုလမ်းရွှေးစွာငေးကြည့်နေမိတယ်နောက်ပြအခုချိန်ဆိုနေကြီးအင်အားထွက်သွားပြီဆိုတာကိုသူတရားသိနေတော့ပြီနေကြီးဟာရုပ်ရှင်လေးတွေကလို့စာအုပ်ရှိရှိဝေးမရေးခဲ့ပဲနေကြီးကိုစားကြပေးခဲ့သူအလုံးကျေးဇူးတင်ပါတယ်နေကြီးအတော်ရှိရနဲ့မြို့လေးတစ်မြို့ကိုထွက်သွားပါပြီကြောင်ရအရက်မှာပျော်ပျော်နေမှာမို့လိုက်မချပါနဲ့စာလေးကိုရေးကနေကြီးဟာအိမ်ယာဘေးကစပယ်လေးပေါ်တင်ထားခဲ့ပါတယ်အဲဒီစာကိုသူအရင်မမြင်တော့အခန်းထဲကိုမနဲ့တိုင်တန်ရှင်လာလုပ်ပြီးတဲ့ဒေါ်ချိုဟာတွေ့လိုက်မယ်အခုချိန်မှာနေကြီးနှလုံးသားပျော်ရွှင်မှုတွေကသူနဲ့အတူဆိုင်တော်ကြီးထဲမှာပဲရှိနေခဲ့တယ်ဆိုတာကိုနေကြီးအားလဲပြီးတော့ဘယ်သူကသိနိုင်ပါလဲဒီလမ်းကိုနေကြီးရွေးခဲ့တာကလည်းနေကြီးကိုနေကြီးသနာလို့ပါနေကြီးအားသူ့စီကမှန်ကန်တဲ့အချစ်တွေတံမိုးထားမှုတွေကိုမရရှိနိုင်ခဲ့ပေမဲ့လည်းမရနိုင်ပေမဲ့နေကြီးချင်းဆိုတယ်နေကြီးသူ့ဘောမှန်ကန်တဲ့အချစ်တွေနဲ့ချစ်ခဲ့တယ်ဆိုတာကိုဒါမဲ့နေကြီးနှလုံးသားကသူ့ရဲ့ချစ်ပေါ်မှာအောက်မှာသူ့ရဲ့အမိန့်တော်အတိုင်းခါစားခြင်းပေမဲ့နေကြီးရဲ့မာနာကတော့သူ့ရဲ့အတ္တတွေအားကြောင့်နေကြီးရဲ့မာနာနဲ့အတူနေကြီးသူ့ရဲ့ထမကနေထွက်ပြေးလာခဲ့ဖို့ဆုံးဖြတ်ခဲ့တာပါကာလီယာတီးရဲမောင်းနေတာရာအဖေအမဝမ်းကွယ်အတော်ရှိရာပသိမ်မြို့ရောက်ရှိလာပါတယ်ဒီလိုတဲ့နေကြီးကလည်းအိမ်လေးစာလေးအတိုင်းမေးမြန်းစုံစမ်းပြီးတော့လာခဲ့ရာအတော်အိမ်ရှိကိုရောက်လာခဲ့ပါတယ်နှစ်ထပ်သားအိမ်ရှိရောက်တော့နေကြီးအတွင်းမှာတော်ပိတ်ထားတဲ့တကားလေးကိုဘဲတီးလိုက်တယ်အဲ့ကျအိမ်ထဲမှာအသက်30အရွယ်အမျိုးသမီးထွက်လာပြီးနေကြီးကိုရေးမမိုးနဲ့ညီမလေးရေဘယ်သူနဲ့တွေ့ချင်တာလဲညီမနဲ့မယားနေရှိရှင်းတတ်ပါရန်ကုန်ကနေလာတာပါနောက်ပြီးတော့တင်းကဒေါ်မမေခင်နဲ့တွေ့ဖို့လာတာပါအော်လာလာညီမလေးအထဲကိုမေးခဲ့ဘယ်တော့ရှိတယ်တကားဖွင့်ပေးပြီးတော့အခန်းထဲကိုခေါ်သွားတယ်အခန်းထဲရောက်တော့နေကြီးခနားထိုင်ကတော်အလာကိုစောင့်နေလိုက်တယ်နောက်တော့ဝီချန်နဲ့လာနေတဲ့တော်ကိုစင်မကောင်းစွာတွေ့လိုက်ရတယ်အရင်နေကြီး9တက်လောက်ဖေဖေတို့နဲ့ဒီကိုလာလေတော့ကတော်ပီစင်ယူပြီးဖြစ်ပေမဲ့တန်းမှာတန်ဆွမ်းတော့မှာအခုတော့တော်ကိုအခုလိုတွေ့လိုက်ရတော့စင်မကောင်းမိတယ်အဲ့နောက်တော်ကိုဝန်တကအမကနေကြီးအနာပို့ပြီးတယ်
တော်နေကြီးကိုမမှန်မိရဲ့မျက်ဝန်းများနဲ့ကလေးမလေးကဘသူ့သမီးလဲကွနေကြီးကတတော်ကိုပြောပြီးတော့တော်သမီးကတတော်ရဲ့မောင်ဦးစိုးတန်းနဲ့ဒေါ်နယ်တို့ရဲ့သမီးနေကြီးရှင်သက်ပါရှင်။အော်တွားလေသူငါမောင်လေးရဲ့သမီးလေးရှင်းသက်မယ်။တော်မှတ်မိပြီသမီး။အေးဒါနဲ့တတော်စီကိုအလင်းလားလား။နေကြီးလည်းမိဘရဲ့ဆုံးတော့လူလောကအလယ်မှာဒုက္ခရောက်နေတဲ့နေကြီးကိုအဖိုးတွန်းကကိုကြီးစောင်းထားပေးခဲ့ကြောင်းနဲ့အခုတော့အဖိုးတွန်းကဆုံးမသွားခဲ့ပြီဖြစ်တာကြောင့်နေကြီးကိုရှိတော်ဘွားကိုရတည်ရဲ့အေဘော်ကဆင်းခဲ့ကြောင်းနဲ့အခုအတော်စီမှာခတခဏလာခိုးလုံးကြောင်းသူနဲ့ပတ်သက်တဲ့ကိစ္စများချမ်းလက်ကနေကြီးတတော်ကိုပြောပြခဲ့ပါရင်တတော်နေကြီးကိုဂယုနာတတ်တဲ့မြင်ဝများနဲ့ကြည့်ပြီးတော့တနာကြံငါတူမလေးရဲ့ငယ်ရွယ်နဲ့လောကရန်ကိုခါးစည်းခံရတယ်အခုရှင်အားစပြီးတော့တတော်နဲ့ပဲတက်ဆုံးနိုင်နေကြတာပေါ့ကွယ်တတော်မှလည်းသားသမီးမရှိတော့သမီးတယောက်ရတယ်လို့ပါပဲတတော်ကိုနေကြီးကလိုလားလားကြို့ဆိုတော့နေကြီးဝမ်းသာမြေရည်များနဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်တော်အိန္ဒိယစပြီးတော့တော်ရဲ့နေကြီးရဲ့မမစိန်ရဲ့၃ယောက်ပျော်ရွှင်စွာနေကြပါတယ်နေကြီးကတော့တော်ရဲ့လုပ်ငန်းဖြစ်တဲ့အိမ်နဲ့တချံကျော်မှာရှိတဲ့ပန်းမျိုးစုံစိုက်ပျိုးရေးခြံကိုအလိုသမား၄-၅ယောက်နဲ့အတူတော်ကိုစားစင်းစားဦးစားဆွဲပေးရတယ်မမစိန်ကတော့တော်ပြုစုစားစားထပ်ပြောတောင်းဝင်ယူရတယ်တော်နေကြီးကိုမပြီးသေးတဲ့အကြောင်းကိုစနေပေါ်ပြောမိမယ်နေကြီးကကျမ်းမာရေးမကောင်းတဲ့တော်ကိုမကြည့်ရတာနဲ့ဆက်ပြီးတော့မတက်တော့ဘူးဆုံးပြလိုက်တယ်ဒါပေမဲ့လည်းနေကြီးပန်းစံထဲမှာအလုပ်လုပ်ရတာပျော်ရွှင်တယ်အလောက်ကနေကြီးအတွေ့မပေးမဲ့ဘူးနေကြီးကမှာယူထားတဲ့ပြုတ်ပိများကိုစရင်တက်ဆက်ပေးရတယ်တော်ကတော့နေကြီးရဲ့အလိုက်တီးမှုများလိမ်မာမှုများအောင်မြင်တော့အလုံးပျော်ရွှင်နေတယ်နေကြီးကလည်းတော်တို့နဲ့နေရတာပျော်ရွှင်ပါတယ်ဒါပေမဲ့တကားတလေနေကြီးတယောက်တည်းရှိနေတဲ့အချိန်ဆိုနေကြီးတို့ကိုလွမ်းနေမိတယ်အခုဆိုရင်သူတရားသူရဲ့မမနဲ့အတူပျော်ရွှင်နေမှာပေါ့လို့တွေးမိပြီးနေကြီးဝမ်းနဲ့ထားခြင်းရပြန်တယ်နေကြီးရဲ့မာနာကသူ့ကိုမေးထားခြင်းမင်းမဲ့နေကြီးနှလုံးသားကသူ့ကိုမေးမရဘူးအခုဆိုရင်နေကြီးတီကိုရောက်နေရ3လလောက်ရှိပြီပန်းစံတွေကအလုပ်သမားများနဲ့လည်းအတော်လေးရင်းနှီးနေပါတယ်ဒီနေ့နေကြီးတို့ပန်းစံမှာရန်ကုန်ကမင်္ဂလာဆောင်တစ်ခုအတွက်ပန်းများမှာထားပြီးလောက်မှမလို့နေကြီးကအလုပ်သမားများနဲ့အတူပန်းများအောင်တတိကျကျလေးပြင်ဆင်ပေးနေပါတယ်အဲဒီချိန်ပို့ပိုးဆိုတဲ့ကောင်မလေးကနေကြီးစီကိုပြေးပြီးတော့မမရေဆန်ရှိမှာကားတစ်ရောက်လာပြီပန်းလာတရားနေမှာနေကြီးကတေးစာအောင်ဆန်ရှိကိုထွက်မိတယ်အဲဒီချိန်ကားပေါ်မှာနေကြီးရင်းနှီးတဲ့ရေဝေးတန်းတစ်ခုနဲ့တူပုံမှန်မြင်နေကြတာစပင်းများကိုတရဲစွာနောက်ကိုလှန်တင်ထားတဲ့သူ့ကိုတွေ့လိုက်ရတယ်သူကနေကြီးကိုမြင်တော့ကားပေါ်ကနေဆင်းပြီးနေကြီးကတော့အံ့ဩစွာနဲ့နေရာမှာတင်ကြောက်ရွံ့လို့ရင်းနေမိတယ်အဲဒီနောက်တဖြည်းဖြည်းနေကပ်လာတဲ့သူကြောင့်နေကြီးအရှိကိုထွက်အပြင်သူရဲ့လက်များနဲ့ဖမ်းဆွဲခြင်းကိုခံရပြီးတော့ညနေအောင်ဒီကဲစွာတွေ့မြင်လာရတယ်အဲဒီနောက်သူကမင်းကိုနဲ့ဘလောက်ဝေးပြေးနိုင်လို့လဲကိုအောက်တက်တော့မင်းနဲ့ပတ်သက်လာရင်ကဘာကြီးကကျင်းလေးပဲအဲဒီတော့ကိုမသိရအောင်ဖက်ပေးသွားတဲ့ကလေးမလေးကိုကအပြစ်ပေးဖို့စဉ်းစားထားပြီးပြီအဲ့ဒါဘာလဲသိလားကျုပ်တည်းရဲ့သူတရားယူလာမသိနေကြီးရှိကိုဒူးထောက်ထိုင်လိုက်ပြီးတော့အိတ်ကထဲမှာဂရီပါအနီဖူးလေးကိုထုတ်ကအထဲမှာအသေးပေါ်လက်စို့လေးကိုနေကြီးရှိကိုကမ်းပေးကနေကြီးကိုကိုကျေးဇူးပြုပြီးတော့လက်ထပ်ခွင့်ပေးပါနော်ကိုမျိုးကိုစားတွေ့ကြတဲ့ကချစ်ခဲ့မိရပါအဲ့ဒါကိုကယူမိုက်စွာမတီးခဲ့ပဲမင်းအဘော်ကိုအနာယူခဲ့မိတယ်ကိုကိုခွင့်လွှတ်နိုင်မလားယင်နောက်ပြီးတော့မအင်ဂျင်ပြုအပါဝင်မိတ်ကလေးတွေကိုလည်းထဲထဲတွဲခဲ့တာလေကိုမျိုးကိုတွေ့ကျင်တော့ဖြစ်ပေါ်ခဲ့တဲ့ခန်းစားချက်တွေကိုအချစ်ဟုတ်မဟုတ်အတီးပြုကျင်လို့ပါနောက်တော့ကိုတီးခဲ့ရတယ်တခြားမိတ်ကလေးတွေအပေါ်မှာကိုမခံစားရတဲ့အချစ်ဆိုတဲ့အရာကမင်းနဲ့တွေ့မှပဲဖြစ်လာခဲ့တယ်ဆိုတော့နောက်ဆုံးမင်းထင်တယ်လို့ကိုပါမျိုးတံမိုးမထားခဲ့တာမဟုတ်ပါဘူးကိုမျိုးဆုံးရှိုးရမှာကြောက်လို့မင်းရဲ့ပေါ်မှာအမားတွေကျွလွန်ခဲ့မိတာပါမင်းယုံထားခဲ့ရမှာကကိုရဲ့အစ်တရားမင်းရဲ့အမိန့်တော်အတိုင်းမင်းရဲ့ထံမှာပဲအမြဲခါစားနေမယ်ဆိုတာဟုတ်ပါသူရဲ့ခါစားချက်တွေကိုနေကြီးရှိမှထုတ်ပြပြီးတော့နေကြီးကိုလက်ထပ်ခွင့်တောင်းတော့နေကြီးဘာမှမပြောနိုင်ရဝမ်းသာသွားခဲ့ရပြီသူရဲ့အစ်တွေကိုနေကြီးကယုံကြည်နာပါတယ်နေကြီးနှလုံးသားကိုလည်းနေကြီးဆက်ပြီးတော့မညာကျင်တော့ဘူးအဲ့တော့နေကြီးဟာအချစ်ရဲ့အမိန့်တော်အတိုင်းသူ့ကိုခေါင်းချင်းအပြင်ပေးလိုက်ကသူဝေးပြီးရလို့ဆိုလျော်ကျင်းနှမှုအပြင်နဲ့နေကြီးရဲ့လက်သက်ရှင်နေရာလေးမှာ
နေရာယူခွင့်ပေးလိုက်ပါတယ်ဟုတ်ကဲ့ပါရှင်အချင်းရဲ့အမိတ်တော်တိုင်းဆိုတဲ့ဇလန်လေးရဲ့စာဆုံးကိုလည်းပါနာဆင်ပေးခဲ့တဲ့လူတရားချစ်စစ်တောင်းကျေးဇူးအထူးပဲတည်ရှိပါတယ်ရှင်ဒီဇလန်လေးကိုဖတ်ပြခွင့်ပေးခဲ့တဲ့စာရေးသူနှင်းလဲဝီကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ဇလန်လေးကိုစံနေတတ်မယ်လို့လည်းမျှော်လင့်ပါတယ်ရှင်နောက်နေ့မှလည်းဇလန်ကောင်းများစွာကိုဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်ပြီးတော့နားဆင်အားပေးကြပါဦးနော်အားလုံးကျေးဇူးတင်ပါတယ်ကျမတော့ထိုးဆက်တိုင်းတင်ဆက်သူစုပဲဖြစ်ပါတယ်အားလုံးနှုတ်ဆက်ခဲ့ပါတယ်ရှင်